ပလိတ်ဆုံထောက်ကြီးစနေနှင့်ပျောက်ဆုံးနေသောသူတို့သမီးရန်ကုန်မြို့၏ညာချမ်းသည်ဆိုထိုင်းစာအနှဲငယ်ရှိနေတော်လဲကဘာအေးဖျားလမ်းပေါ်ရှိရွှေနန်းထိုက်အစင်းမြင့်ဟိုတယ်ကြီး၏ခမ်းမဆောင်တွင်၌မူပန်ကာနှင့်အေးဘေးစနစ်တို့ကြောင့်လမ်းဆန်းတက်ကြွပွဲအငွေ့တက်များလွှမ်းခြုံနေသည့်ခမ်းမအဝင်ဝတွင်ပန်းအစစ်များဖြင့်ပြုလုပ်ထားသောမင်္ဂလာမုတ်ဦးသည်မွေးရနံ့များတင်းပြန့်နေပြီးရွှေရောင်တောက်ပနေသောမိဆိုင်ကြီးများကစကျင်ကြောက်ပြားခင်းထားသည့်ကျမ်းပြင်ပေါ်တွင်အယောင်ပြန်ဟပ်နေကြသည့်ဤဒီမှာမြို့မျက်နှာဖုံးစီးပွားရေးလုပ်ငန်းရှင်ကြီးဦးဖုံးမြတ်၏တဦးသည်တော်သမီးမေတ္တာနှင့်လုပ်ငန်းရှင်ပြိုကိုနေမင်းတို့၏မင်္ဂလာဧည့်ခံပွဲဖြစ်သည်ဧည့်သည်တော်များမှာရန်ကုန်၏ထိပ်တန်းအတိုင်းဝိုင်းမှလူကုန်ထမ်းများနိုင်ငံရေးနှင့်စီးပွားရေးလောကမှထင်ရှားကျော်ကြားသူများဖြစ်ရာခမ်းမတစ်ခုလုံးမှာတံမိုးကြီးရေမွေးနှံများပိုးထည်အင်ဂျီများ၏ရှဲရှဲမြည်တံများနှင့်စီကားလျက်ရှိသည်သို့သောထိုစီကားမှုများ၏နောက်ွယ်ဟိုတယ်၏10နှစ်ထက်မြောက်ရှိသူတို့သမီးပြင်ဆင်ဆောင်နှံမှုကြောက်မက်ဖွယ်ကောင်းသောတိတ်ဆိတ်မှုတစ်ခုကစတင်ဆိုးမိုးနေပြီဖြစ်သည်မဖြစ်နိုင်တာခုနလေးတင်မေသက်ဒီအခန်းထဲမှာရှိနေသေးတာပဲသူတို့သမီး၏အရင်နှီးဆုံးတငယ်ချင်းမဆူဆူ၏အတန်မှာတုံရင်းနေသည်အခန်းဝတွင်ရက်နေသောဟိုတယ်လုံခြုံရေးဝန်ထမ်းများနှင့်မင်္ဂလာဆောင်စီစဉ်သူများ၏မျက်နှာတွင်လည်းချွေးစေးများပြန်နေကြသည်အခန်း၏အလယ်တွင်သူတို့သမီးဝတ်ဆင်ရမည့်တိမ်ယာချီတန်သောပလဲစီရွှေချီထိုးမင်္ဂလာဝတ်စုံကြီးမှာလူမရှိဘဲခုံပေါ်တွင်ပုံလျက်သားကြံရစ်ခဲ့သည်မြင်းမာဝတ်ဆင်ရန်အသင့်ပြင်ထားတော်လဲပိုင်ရှင်မဲ့နေသည့်အခွန်တစ်ခုကဲ့သို့အေးဆက်ဆက်ရှိနေသည်ည8 နာရီခွဲချိန်ဟိုတယ်ရှိသို့အနက်ရောင်စီတင်ကားတစ်စီးဆိုက်ရောက်လာသည်ကားတကားပွင့်သွားသည်နှင့်အသားညိုညိုအရက်မြင့်မြင့်တည်ကြည်သောမျက်နှာထားရှိသည့်အမျိုးသားတဦးဆင်းလာသည်သူကရန်ကုန်ရဲတပ်ဖွဲ့၏ဂုံဆောင်ရှုပ်ထွေးလာသောလူတက်မှုနှင့်ပျောက်ဆုံးမှုပေါင်းများစွာကိုဖော်ထုတ်ခဲ့သည့်စုံထောက်ကြီးဆက်နေဖြစ်သည်သူ၏နောက်တွင်တက်ကြွဖြက်လက်သောပုံစံရှိသည့်တပည့်ကျော်သူရနှင့်ခေတ်မီနည်းပညာနှင့်စိတ်ပညာဘာသာရပ်တွင်ကျွမ်းကျင်သည့်အမျိုးသမီးစုံထောက်လင်းသူစားတို့ပါလာကြသည်လူစီကားတဲ့နေရာမျိုးမှာပျောက်ဆုံးမှုဖြစ်တာဟာရှာရအခက်ဆုံးပဲသူရဟုစုံထောက်ကြီးစနေကခတ်တိုးတိုးပြောလိုက်သည်သူ၏အကြည့်များကဟိုတယ်တွင်အပြင်ရှိလုံခြုံရေးကင်မရာများကိုတစ်ချက်ချင်းအကဲခတ်နေသည်သူတို့အဖွဲ့သည်10နှစ်ထက်သို့ဓာတ်လေကားဖြင့်တက်လာခဲ့ကြသည်အခန်းအမှတ်1204ရှိတွင်ရဲတပ်ဖွဲ့ဝင်အချို့ကဝါတာတာတိတ်များဖြင့်စီတာထားပြီးဖြစ်သည်အခန်းထဲသို့လှမ်းဝင်လိုက်သည်နှင့်စုံထောက်ကြီးစနေကလက်အိတ်ကိုဆွတ်လိုက်ပြီးအခန်းတစ်ခုလုံးကိုဝေဝဲကြည့်လိုက်သည်အခြေအနေပြောပါဦးစုံထောက်ကြီးကအခင်းဖြစ်နေရာတွင်ရောက်ရှိနေသည့်နေမြေခံရဲအုပ်ကိုမေးလိုက်သည်သူတို့သမီးမေသက်ထားဟာည9:45မိနစ်မှာအခန်းထဲကိုတယောက်တည်းဝင်သွားခဲ့တာပါဆရာမင်္ဂလာပွဲစတင်ဖို့15မိနစ်အလို8နာရီမှာတငယ်ချင်းဖြစ်သူကလာခေါ်တဲ့အခါအခန်းထဲမှာဘယ်သူမှမရှိတော့တာကိုတွေ့ရတာပါအခန်းတကားကအတွင်းကနေချက်ထိုးထားတာမျိုးမဟုတ်ပဲအလိုလျောက်ပိတ်နေတာပါပြတင်းပေါက်တွေကလည်းပိတ်လျက်သားပါပဲဟုရဲအုပ်ကအစီရင်ခံသည်လင်းသူစာကအခန်းတွင်းရှိမှန်တင်ကုံပေါ်ကိုစစ်ဆေးနေသည်ဆရာဒီမှာကြည့်ပါဦးသူတို့သမီးရဲ့လက်ဝတ်ရတနာတွေအကုန်ရှိနေသေးတယ်စိတ်နာကက်လက်ဆွဲနဲ့လက်ကောက်တွေအကုန်လုံးပဲအဖိုးတန်ပစ္စည်းခိုးယူတာမျိုးမဟုတ်ဘူးဆိုတာတေချာတလောက်ရှိတယ်သူရကတော့အခန်းတောင်ရှိဘီရိုနဲ့ရေချိုးကန်းကိုအသေးစိတ်စစ်ဆေးနေသည်ဆရာဒီမှာထူးဆန်းတာတစ်ခုတွေ့တယ်ရေချိုးကန်းတွေကကြွေပြားတွေပေါ်မှာရေစိုးချေရာအချို့ရှိနေတယ်ဒါပေမဲ့သူတို့သမီးကရေချိုးထားတဲ့ပုံစံမျိုးမဟုတ်ဘူးရေမွေးနှံကလည်းတာမန်ထက်ပိုပြင်းနေတယ်လို့ပဲစုံထောက်ကြီးစနေသည့်ခုံပေါ်တွင်ပုံရသားရှိနေသောမင်္ဂလာဝတ်စုံအနီးသို့တိုးသွားသည်သူသည်ဝတ်စုံ၏အတွင်းဘက်အနာသားများကိုတေချာကြည့်ရှုပြီးနောက်ဇာကနာဖြင့်အနက်ရောင်အမြင့်ငယ်တစ်ခုကိုကောက်ယူလိုက်သည်ဒါကတိုးမွေးမြင်ပဲမင်္ဂလာဝတ်စုံမှာပါရမယ့်ပစ္စည်းမဟုတ်ဘူးပြီးတော့စနေကစကားကိုခစ်တိုက်ရက်ပြီးဝစ်စုံအောက်ခြေရှိအစွန်းအထင်းတစ်ခုကိုလက်ညှိုးထိုးပြသည်ဒါကရွှွစွန်းတာဟိုတယ်ရဲ့10နှစ်ထက်မှရှိနေတဲ့မင်္ဂလာဝစ်စုံမှာဘလို့လုပ်ပြီးလက်လက်ဆက်ဆက်ရွှွတွေပေးနေရတာလဲအခန်းတွင်းရှိလေထုမှာပိုမိုလေးလံလာသည့်ပြင်ပမှမင်္ဂလာတေးတံများမှာအခန်းထဲသို့ခက်တဲ့ပြန့်လွင့်လာတော့လဲရင်းမှာတာယာမှုထက်ခြောက်ခြားမှုကိုသာပေးစွမ်းနေသည့်စုံထောက်ကြီးစနေကပြတင်းပေါက်နာသို့ရှောက်သွားပြီးအောက်ဖက်သို့ငုံကြည့်လိုက်သည်ဟုတ်ကဲ့ပါဆရာဟုတပည့်နှစ်ဦးကပြိုင်တူထူပြီးသူတို့၏တာဝန်များကိုစတင်လှုပ်ဆောင်ကြသည်စုံထောက်ကြီးစနေသည်အခန်းလယ်တွင်ရက်ကြံရစ်ခဲ့သည်သူ၏ဆူးရှာသောမျက်လုံးများကအခန်းတွင်ရှိအရာဝတ္ထုတိုင်းကိုစကင်ဖက်တကဲ့သို့ကြည့်နေသည်ထို့နောက်သူသည်သူတို့သမီး၏လက်ကင်အိတ်လေးကိုဖွင့်ကြည့်လိုက်သည်အိတ်ထဲတွင်ဖုံးပစံအိတ်နှင့်နှကန်းဤတစ်ချောင်းရှိနေသည်သို့သောအိတ်၏အတွင်းဘက်အကန့်ငယ်လေးတွင်ခောက်ထားသောစက္ကူအပိုင်းစာလေးတစ်ခုကိုသူတွေးလိုက်ရသည်စက္ကူကိုဖြန့်ကြည့်လိုက်သောအခါလက်ရေးကြမ်းကြမ်းဖြင့်ရေးထားသောစာတိုလေးတစ်စောင်ကိုတွေ့ရသည်မင်းလွတ်မြောက်နိုင်မယ်ထင်နေသလား
တိကိုဖျက်ရင်တန်မိုးကြီးကြီးပေးရလိမ့်မယ်စုံထောက်ကြီးဤမျက်ခုံးများတွန်းချိုးသွားသည်ဤဒီမှာရိုးရိုးပျောက်ဆုံးမှုမဟုတ်ပဲကြိုတင်စီစဉ်ထားသောပြန်ပေးဆွဲမှုသို့မဟုတ်ကလဲစားချေမှုတစ်ခုဖြစ်နိုင်ကြောင်းသူသိလိုက်ပြီဆရာအောက်ထပ်မှာသူတို့သားကိုနေမင်းနဲ့သူတို့သမီးရဲ့ဖခင်ဦးဖုံးမြတ်တို့ရောက်နေပါပြီသူတို့ကဆရာနဲ့တွေ့ကျင်နေကြတယ်ဟုရဲတပ်ဖွဲ့ဝင်တဦးကလာရောက်အကြောင်းကြားသည်ဆက်နေသည်စာရွက်အပိုင်းစကိုတက်တေခံအိတ်ထဲသို့ဂယုတစိုက်ထည့်လိုက်ပြီးအခန်းထဲမှထွက်လာခဲ့သည်ဟိုတယ်၏ဧကန်းမဆောင်သို့ရောက်သောအခါဝမ်းနည်းပူဆွေးမှုနှင့်ဒေါသတို့ရောရှက်နေသောမျက်နှာများကိုသူတွေ့ရသည်စုံထောက်ကြီးကျွန်တော်သမီးကိုရှာပေးပါဘလောက်ကုန်ကုန်ကျွန်တော်ပေးနိုင်ပါတယ်ဦးဖုံးမြတ်ကတုံရင်နေသောအတန်ဖြင့်ပြောရှာသည်သူတို့သားကိုနေမင်းကမူမျက်နှာပြက်လျက်ဒါဟာမဖြစ်နိုင်တာဗျာကျွန်တော်တို့မှဘသူနဲ့မှရန်ညိုးရန်စမရှိပါဘူးမိတက်ကလည်းသဘောကောင်းတဲ့မိန်းကလေးပါဘသူကဘာကြောင့်ဒီလိုလုပ်ရတာလဲစုံထောက်ကြီးစနေကသူတို့ကိုတည်ငြိမ်စွာကြည့်လိုက်သည်စိုးရိမ်မနေပါနဲ့ဦးဖုံးမြတ်ကျွန်တော်တို့အစွမ်းကုန်စူးစမ်းနေပါတယ်ဒါပေမဲ့ကျွန်တော်ကိုအမှန်တိုင်းပြောပြရမယ့်အချက်ချို့ရှိတယ်မိသက်ထားမှာအရင်ကပတ်သက်ခဲ့ဘူးတဲ့သူဒါမှမဟုတ်ရန်မျိုးရှိခဲ့ဘူးတဲ့သူရှိသလားကိုနေမင်းကခေါင်းခါပြတော့လဲဦးဖုံးမြတ်ဤမျက်နှာမှာခိတ္တမြတုံဆိုင်သွားသည်ကိုစနေတတိပြုမိလိုက်သည်ဤဒီမှာစုံထောက်တဦးဤဗီဇအရာရရှိသောတဲလွန်စပင်ဦးဖုံးမြတ်တခုခုတည်ထားတာရှိရင်ကျွန်တော်ကိုပြောပြတာကတမိဖြစ်သူရဲ့အသက်ကိုကယ်တင်ဖို့အကောင်းဆုံးနည်းလမ်းပဲဖြစ်လိမ့်မယ်ဟုစနေကလေတံကိုခက်အုပ်ဖြစ်ပြောလိုက်သည်ထိုစဉ်လင်းသူစာအပြေးလွှားရောက်လာသည်သူမ၏လက်ထဲတွင်တက်ပလက်တစ်ခုပါလာပြီးမျက်နှာမှာစိုးရိမ်မှုများဖြင့်ပြည့်နှက်နေသည်ဆရာခက်ထဲမှာထူးဆန်းတာတစ်ခုတွေ့ရတယ်ည9:50မိနစ်မှာဟိုတယ်ရဲ့အမိုက်သိမ်းဝန်ထမ်းဝတ်စုံဝတ်ထားတဲ့သူတစ်ယောက်အခန်း1204ရှိကနေအမိုက်လဲကြီးကိုတွန်းပြီးထွက်သွားတာကိုတွေ့ရတယ်ဒါပေမဲ့ထူးခြားတာကအဲ့ဒီအချိန်ဟာဝန်ထမ်းတွေရဲ့အလှည့်ကျအမိုက်သိမ်းချိန်မဟုတ်ဘူးဆရာစုံထောက်ကြီးစနေဤမျက်လုံးများတောက်ပသွားသည်အဲ့ဒီလူပဲကိုသွားလဲသူရနှကြက်မှတဆင့်သူရ၏အတန်ထွက်ပေါ်လာသည်ဆရာသူကဝန်ထမ်းသုံးတက်လေကားကနေတဆင့်မြေအောက်ကားပါကင်ကိုဆင်းသွားပါတယ်အဲ့ဒီမှာခက်တီမရှိတဲ့နေရာတစ်ခုမှာပျောက်သွားတဲ့ဆရာဒါပေမဲ့10မိနစ်အကြာမှာအဖြူရောင်ဘန်ကားတစ်စီးဟိုတယ်ထဲကနေအမြန်မောင်းထွက်သွားတာကိုလုံခြုံရေးဂိတ်ကမှတ်တမ်းတင်ထားမိတယ်ကားနံပါတ်ကောနံပါတ်ပြားကအတုဖြစ်နေတဲ့ဆရာဒါပေမဲ့ကားရဲ့နောက်မှန်မှာ Rose ဆိုတဲ့စတီကာလေးကတ်ထားတာကိုတော့ကျွန်တော်ဖမ်းမိထားပါတယ်စုံထောက်ကြီးစနေသည်ဟိုတယ်၏ပြင်ပသို့လှမ်းကြည့်လိုက်သည်ရန်ကုန်မြို့၏ညံမီးရောင်စုံများအောက်တွင်ထိုဘန်ကားသည်မြည်သည့်နေရာသို့ဦးတည်သွားနေမည်နီသူတို့သမီးမေတ္တထားသည်မြည်သည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်နီသူတို့သမီးကဝတ်စုံကိုချွတ်ထားခဲ့တယ်ဆိုတော့သူတို့ကသူမကိုအတင်းအဓမ္မဖမ်းခေါ်သွားတာဖြစ်နိုင်တယ်လို့သူမကိုယ်တိုင်ကတစုံတစ်ခုကြောင့်လိုက်သွားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အခန်းထဲကရွှွတ်ဆိုးနေတဲ့ဝတ်စုံနဲ့တူးမွေးမြင်တွေကတော့တစ်ခုခုကိုပြောပြနေတယ်စနေကသူဤတပည့်နှစ်ဦးကိုကြည့်လိုက်သည်ကဲအချိန်မရှိဘူးလင်းသူစာမင်းကဦးဖုံးမြတ်ရဲ့စီးပွားရေးပြိုင်ဘက်တွေကိုစည်ရင်းလုပ်သူရမင်းကအဲ့ဒီဘန်ကာနောက်ဆုံးသွားခဲ့တဲ့လမ်းကြောင်းကိုမြို့ရဲကတွေကနေတဆင့်ခြေရခံပါငါကတော့ဒီမင်္ဂလာပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေကတန်တရားရှိသူတယောက်ကိုတွားစစ်ဆေးမယ်ဘသူလဲဆရာဟုသူရကတိလိုစိတ်ဖြင့်မေးလိုက်သည်စနေကခမ်းမထဲတွင်တယောက်တည်းဝိုင်ကွက်ကိုကင်ပြီးတည်ငြိမ်စွာထိုင်နေသည့်လူငယ်တဦးကိုမေးစေဖြင့်ညွှန်ပြလိုက်သည်သူကားသူတို့သားကိုနေမင်း၏အရင်နှီးဆုံးတငယ်ချင်းဖြစ်တယ်လို့မေတ္တထား၏ဝမ်းကွဲမောင်လည်းဖြစ်သည့်ဆိုင်းတီဟာဖြစ်သည်သူ့ရဲ့ဝတ်စုံအောက်နာမှာတိုးမွေးမြင်တွေကပ်နေတာကိုငါသတိထားမိတယ်ပြီးတော့သူ့ရဲ့ဖက်နှက်မှာလည်းအခန်းထဲကလိုရှုပ်နေပေနေတယ်စုံထောက်ကြီးစနေသည်သူ၏ခြေလမ်းများကိုထိုလူငယ်ရှိရာသို့ဦးတည်လိုက်သည်မင်္ဂလာပွဲ၏စီကားတိုက်မြိုက်မှုများကြားတွင်လှုပ်ဝက်ချက်များလိမ်လည်မှုများနှင့်အန္တရာယ်ရှိသောကစားပွဲတစ်ခုစတင်နေပြီဖြစ်သည်ပျောက်ဆုံးနေသောသူတို့သမီး၏နောက်ွယ်တွင်မြည်သို့သောအမောင်ထုများရှိနေမည်နီစုံထောက်ကြီးစနေနှင့်သူ၏တပည့်များအတွက်ဤညသည်ရှည်လျားသောညတညဖြစ်လာပေတော့မည်မင်္ဂလာဝတ်စုံနှင့်ကွက်လက်သည်သူတို့ကိုမြည်သည့်စီသို့လမ်းပြမည်နီအဖြစ်မှာရန်ကုန်မြို့၏ညအမောင်ထုထဲတွင်ပုံကွယ်နေစေပင်အခန်းနှင့်တန်တရားဖြစ်ဖွယ်ထွက်ဆိုချက်များအခန်းနှင့်တန်တရားဖြစ်ဖွယ်ထွက်ဆိုချက်များရန်ကုန်မြို့၏နာမည်ကြီးဟိုတယ်ကြီးတစ်ခု၏မင်္ဂလာခမ်းမအတွင်းတွင်ပန်းရနံ့များအစားစိုးရိမ်ပူပန်မှုနှင့်တန်တရားအငွေ့သက်များကကြီးစိုးနေသည်သူတို့သမီးမေနှင်းဖြူပျောက်ဆုံးသွားပြီးနောက်2 နာရီခန့်ကြာတွင်စုံထောက်ကြီးစနေနှင့်သူ၏အဖွဲ့သားများမှအခင်းဖြစ်ပွားရာနေရာသို့အပြည့်အဝစီးနှင်းလိုက်ပါလာကြပြီဖြစ်သည်
ခမ်းမကြီး၏ဝင်းလက်တောက်ပနေသောမိဆိုင်ကြီးများအောက်တွင်လူအများ၏မျက်နှာများသည်ဖြူလျော်နေကြပြီးတီတိုပြောဆိုသံများကလေထုထဲတွင်ပြန့်လွင့်နေသည်စုံထောက်ကြီးဆက်နေသည်ခမ်းမ၏အလဲဗဟိုတွင်ရက်ကပတ်ဝန်းကျင်ကိုမျက်တောင်မခတ်ဘဲကြည့်ရှုနေသည်သူ၏ဘေးတွင်တပည့်ဖြစ်သူတူရာကမတ်စုစာအုပ်တအုပ်နှင့်အသင့်ပြင်ထားပြီးလင်းသူစာကမူသူတို့သမီးနာတွင်နောက်ဆုံးရှိနေခဲ့သည့်အမျိုးသမီးများအုပ်စုထံသို့တိမ်မွေးစွာချဉ်ကပ်သွားသည်သူရသူတို့သားကိုစစ်ဆေးဖို့ပြင်ဆင်လိုက်သူကဒီဇလန်ရဲ့အဓိကဆက်ဆောင်ပဲဟုစုံထောက်ကြီးကအေးဆက်တည်ငြိမ်သောလေတံဖြင့်အမိန့်ပေးလိုက်သည်သူရသည်ခမ်းမထောင်ရှိဆိုဖာပေါ်တွင်ခေါင်းကိုလက်ဖြင့်အုပ်ကာထိုင်နေသောသူတို့သားကိုနေမင်းထံသို့ရှောက်သွားခဲ့သည်ကိုနေမင်းသည်အိမ်ချမ်းမြေလုပ်ငန်းရှင်တထေးသားတဦးဖြစ်ပြီးရုပ်ရည်တန့်ပြန့်တော်လဲယခုမူသူ၏နက်မောင်သောဝတ်စုံမှာဖျို့ဖျဲဖြစ်နေကမျက်လုံးများမှလည်းနီမြန်းနေသည်ကိုနေမင်းကျွန်တော်ကစုံထောက်သူရပါခမားကိုမေးခွန်းတချို့မေးချင်ပါတယ်ဟုသူရကယဉ်ကျေးတော်လဲပြတ်သားစွာပြောလိုက်သည်ကိုနေမင်းကခေါင်းမော့ကြည့်လာသည်သူ၏မျက်ဝန်းထဲတွင်ဒေါသနှင့်ကြောက်ရွံ့မှုတို့ရောပြွမ်းနေသည်ကိုသူရသတိပြုမိလိုက်သည်ကျွန်တော်မိမဘဲရောက်သွားလဲဆိုတာပဲသိချင်တာဗျာခမတို့ကမေးခွန်းတွေမေးနေတုံးပဲလားမေနင်းကအကြောင်းမဲ့ထွက်သွားမဲ့မိန်းကလေးမျိုးမဟုတ်ဘူးသူရကခုံတခုံတွင်ဝင်ထိုင်လိုက်ရင်အဲ့ဒါကြောင့်ပဲကျွန်တော်တို့ကစစ်ဆေးရတာပါခမတို့နှစ်ယောက်နောက်ဆုံးစကားပြောခဲ့တာဘယ်ချိန်လဲတခုခုများစိတ်ကောက်เสียငင်းခုန်เสียရှိခဲ့သလားကိုနေမင်းကတုံဆိုင်သွားသည်ထိုးတုံဆိုင်မှုသည်စက္ကန့်အနည်းငယ်သာကြာတော့လဲလေ့ကျင့်ထားသောစုံထောက်တအူ၏မျက်စိကိုမူမလွတ်နိုင်ပေမရှိပါဘူးကျွန်တော်တို့ပြောနေကြတာပါအခမ်းအနားမစခင်နိုင်ဝက်လောက်မှာသူကပြင်ဆင်စရာရှိလို့ဆိုပြီးအခမ်းထဲကိုဝင်သွားတာအဲ့ဒါပဲဒါပေမဲ့မျက်မြင်သက်သေတယောက်ကပြောတယ်ခမတို့နှစ်ယောက်ဟိုတယ်စင်ကြံလမ်းမှာစကားများနေတာတွေးလိုက်ရတယ်ဆိုပဲဟုသူရကလက်ကွက်ဖြင့်မေးလိုက်သည်ကိုနေမင်း၏မျက်နှာချက်ချင်းပြတ်သွားသည်အဲ့ဒါကကိစ္စအသေးမွားလေးပါမင်္ဂလာဆောင်သုံးစည်းကိစ္စနည်းနည်းလေးစကားများယုံပါအဲ့ဒါကြောင့်သူထွက်ပြေးသွားเสียအကြောင်းမရှိဘူးသူရကမတ်စုစာအုပ်ထဲတွင်ငွေကြေးဆိုင်ရာအငင်းပွားမှုဟုချရေးလိုက်သည်ကိုနေမင်း၏တုံရီနေသောလက်ချောင်းများသည်တစ်ခုခုကိုဖုံးကွယ်ထားကြောင်းဖော်ပြနေသည်တစ်ချိန်တည်းမှာပင်လင်းသူစာသည်သူတို့သမီး၏အရင်နီးဆုံးတငယ်ချင်း၃ဦးရှိရာဝိုင်းသို့ရောက်ရှိနေသည်ထိုမိန်းကလေးများသည်သူတို့သမီးအရန်ဝတ်စုံများဖြင့်လှပနေကြတော့လဲသူတို့၏မျက်နှာများတွင်မူထူဆန်းသောစိုးရိမ်မှုများရှိနေသည်မင်းနှင်းဖြူကတခုခုထူးခြားတာမျိုးခမည်းတော်ကိုပြောခဲ့သေးလားဟုလင်းသူစာကနှွေးထွေးသောအပြုံးဖြင့်မေးလိုက်သည်သူတို့သမီးရန်များထဲမှခင်တနာဆိုသောမိန်းကလေးကနှက်ခမ်းကိုတင်းတင်းစိတ်ထားပြီးမှမေနင်းကတကယ်တော့ဒီမင်္ဂလာဆောင်ကိုတိတ်ပြီးမပြောသလိုပဲကိုနေမင်းရဲ့မိသားစုကသူ့ပေါ်တိတ်ဖိအားပေးတာလေပြီးတော့သူမကစကားကိုရက်လိုက်ပြီးကြံတငယ်ချင်းများကိုကြည့်လိုက်သည်လင်းသူစာကခင်တနာ၏လက်ကိုအသားအရဆုပ်ကင်လိုက်ကပြောပါခင်တနာမင်းနှင်းကိုကယ်ဖို့ဆိုရင်အမှန်တရားကိုသိဖို့လိုအပ်တယ်ခင်တနာကအတန်ကိုနှိပ်လိုက်ပြီးမင်းနှင်းစီကိုလွန်ခဲ့တဲ့တစ်ပတ်ကစပြီးအမည်မသိဖုန်းနံပါတ်တစ်ခုကနေစာရီခဏဝင်နေတာမင်္ဂလာပွဲကိုဖျက်လိုက်ပါမဟုတ်ရင်အဆက်ခွဲမယ်ရဆိုတဲ့စာမျိုးတွေပါမင်းနှင်းကအဲ့ဒါကိုကြောက်နေခဲ့တာလင်းသူစာ၏မျက်လုံးများတောက်ပသွားသည်အဲ့ဒီဖုန်းကိုခမည်းတော်တွေးမိလားဟင်အင်းသူပျောက်သွားတာနဲ့အဲ့ဒီဖုန်းလဲပါသွားတယ်ထင်တယ်ဟုနောက်ထပ်တငယ်ချင်းတဦးကဝင်ပြောသည်လင်းသူစာသည်ထိုအချက်လက်ကိုစုံထောက်ကြီးစနေထံသို့သတင်းပို့ရန်မှတ်သားထားလိုက်သည်ချင်းချောက်စာများလှုပ်ဝက်ဖုံးခေါ်ဆိုမှုများကဤပျောက်ဆုံးမှုသည်ရိုးရိုးသားသားကိုပျောက်သွားခြင်းမဟုတ်ဘဲစနစ်တကျကြံစည်ထားသည့်ကိစ္စဖြစ်နိုင်ကြောင်းညွှန်ပြနေသည်ထိုအချိန်တွင်စုံထောက်ကြီးစနေသည်သူတို့သမီးပြင်ဆင်သည့်အခန်း bridal suite အတွင်းသို့တဦးတည်းဝင်ရောက်လာခဲ့သည်အခန်းထဲတွင်မေနင်းဖြူဝတ်ဆင်ရမည့်တောက်ဖက်နှက်တစုံကအခန်းလယ်တွင်စီးမဲ့ကမ်းမဲ့ပြန့်ကျဲနေသည့်မှန်တင်ခုံပေါ်တွင်နှက်ခမ်းနီများမိတ်ကပ်ဘူးများပွင့်လျက်သားရှိနေတော်လဲထူးခြားသည်မှာမှန်ပေါ်တွင်ရေးထားသောစာလုံးအချို့ဖြစ်သည်စနေသည်အနီးကပ်ကြည့်လိုက်သည်နှက်ခမ်းနီဖြင့်ရေးထားသောစာလုံးများမဟုတ်ပဲမှန်ပေါ်ရှိရင်ငွေများအပေါ်တွင်လက်ချောင်းဖြင့်ရေးထားသည့်ငါ့ကိုရှာမနေနဲ့ဟူသောစာလုံးများမှာလေးပေးဆက်ကြောင့်တဖြည်းဖြည်းပျောက်ကွယ်လူနီးပါးဖြစ်နေပြီဖြစ်သည်စုံထောက်ကြီးသည်အခန်းတွင်ရှိဗီရိုကိုဖွင့်ကြည့်သည်သူတို့သမီး၏အပိုးဝတ်စုံတစ်ခုပျောက်ဆုံးနေသည်သို့သောလွယ်အိတ်နှင့်ပတ်စံအိတ်မှမူမှန်တင်ခုံအောက်တွင်ကြံရစ်ခဲ့သည်ပတ်စံမပါဘဲထွက်ပြေးတယ်ဟုတ်လားဟုစနေကမိမိကိုယ်ကိုရေရွတ်လိုက်သည်သူသည်ကျမ်းပြင်ပေါ်တွင်ဒူးထောက်ထိုင်ကအသေးစိတ်ရှာဖွေသည်ထိုစဉ်ဗီရိုအောက်ခြေနှက်ဆိုင်သောနေရာတွင်တောက်ပြောင်နေသောအရာတစ်ခုကိုသူတွေ့လိုက်ရသည့်မြင်းမှာအမျိုးသားဝတ်အင်ဂျီရင်ထိုး cufflink တစ်ခုဖြစ်သည်ထိုရင်ထိုးတွင်ဟူသောအခရာကိုအနုစိတ်ထွင်းထူထားသည့်စုံထောက်ကြီး၏မျက်မှောက်များကျုပ်သွားသည်စုံထောက်ကြီးဆက်နေသည်ခမ်းမထဲသို့ပြန်ထွက်လာခဲ့သည်
သူ၏တပည့်နှစ်ဦးကသူရရှိထားသောသတင်းများကိုလာရောက်သတင်းပို့ကြသည်ဆရာသူတို့သားကတခုခုဖုံးကွယ်ထားပုံရတယ်ငွေကြေးကိစ္စစကားများတယ်လို့ပြောပေမဲ့သူ့ရဲ့တုံ့ပြန်မှုတွေကတဘာဝမကျဘူးဟုသူရကဆိုသည်လင်းသူစာကလည်းမင်းနှင်းဖြူမှာချင်းချောက်သူတယောက်ရှိနေတဲ့ဆရာပြီးတော့သူကဒီမင်္ဂလာဆောင်ကိုတိတ်မလို့လာဘူးလို့တငယ်ချင်းတွေကပြောကြတယ်စနေကသူရရှိထားသောခါဖွင့်လေးကိုလက်ဖွားပေါ်တွင်တင်ပြလိုက်သည်ဒါကသူတို့သမီးခန်းထဲကတွေ့တာဆိုတဲ့အခရာပါတယ်ကိုနေမင်းနေမဲနဲ့မဆိုင်ဘူးဒီမင်္ဂလာဆောင်မှာနမည်မပါတဲ့အရေးပါတဲ့လူဘယ်သူရှိသလဲသူရကဧည့်သည်စရင်ကိုအမြန်စစ်ဆေးလိုက်သည်ဆရာသူတို့သားရဲ့အဖေနာမည်ကဦးကျော်စွာပြီးတော့သူတို့သမီးရဲ့ရီစာဟောင်းနာမည်ကကောင်းကင်တဲ့သူလဲဒီနေ့မင်္ဂလာဆောင်ကိုဖိတ်ကြားခံထားရတယ်လို့သိရတယ်စုံထောက်ကြီးစနေကခမ်းမအတွင်းရှိလူအုပ်ကြီးကိုဝေးဝဲကြည့်လိုက်သည်လူတိုင်းတွင်ကိုစီဖုံးကွယ်ထားသောလျှို့ဝှက်ချက်များရှိနေကြသည်သူတို့သားသည်ဝမ်းနဲ့ဟန်ဆောင်နေတော်လဲသူ၏မျက်လုံးများကအခန်းပတ်ဝါကိုသာမကြာခဏကြည့်နေသည်သူတို့သမီး၏မိခင်ဖြစ်သူမှလည်းသမီးပြောက်၍ငိုယိုနေတော်လဲသူမ၏လက်ထဲမှလက်ကင်အိတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပုံမှာတစ်ခုခုကိုကြောက်ရွံ့နေတဲ့ကဲ့သို့ပင်ဒီလူတွေအားလုံးကတရုပ်ဆောင်နေကြတာသူရဟုစနေကလေးနက်စွာပြောလိုက်ပြီးမင်းနှင်းဖြူပျောက်ဆုံးသွားတာဟာရိုးရိုးလူပြောက်မှုမဟုတ်ဘူးဒါဟာခမ်းမတဲကလူတယောက်ရဲ့အကူအညီနဲ့လှုပ်ဆောင်သွားတဲ့ပဟေရီတစ်ခုပဲစုံထောက်ကြီးသည်ခမ်းမ၏ထောက်တနေရာတွင်ခေါင်းငိုက်ဆိုင်ချကထိုင်နေသောလူငယ်တဦးကိုတတိပြုမိလိုက်သည်ထိုလူငယ်သည်စတိုင်ကြကြဝတ်ဆင်ထားတော်လဲမျက်နှာတွင်နာကျင်မှုရိပ်များထင်ဟပ်နေသည်ဟိုကလူငယ်ကဘသူလဲစက်နေကမေးလိုက်သည်အဲ့ဒါကောင်းကင်ပဲဆရာတို့သမီးရဲ့ရီစာဟောင်းပေါ်ဟုလင်းသူစာကဖြေသည်စနေသည်ကောင်းကင်ထံသို့ဖြင်းညင်းစွာရှောက်သွားသည်မင်္ဂလာပါမောင်ရင်ဒီနေ့ပွဲကတော့တော်တော်လေးရှုပ်ထွေးသွားပြီနော်ကောင်းကင်ကမောကြည့်လာသည်သူ၏မျက်ဝန်းများတွင်ရိုးသားသောဝမ်းနည်းမှုများကိုစုံထောက်ကြီးမြင်တွေ့လိုက်ရသည်ကျွန်တော်မေနှင်းကိုတားခဲ့တင်တာပါသူဒီလူနဲ့လက်ထပ်ရင်မပြောနိုင်ဘူးဆိုတာကျွန်တော်သိနေခဲ့တာမောင်ရင်အင်ကြီးကရင်ထိုးလေးတစ်ဖက်ပြောက်နေသလားဟုစနေကရုတ်တရက်မေးလိုက်သည်ကောင်းကင်ကမိမိ၏ရင်ဘတ်ကိုငုံကြည့်လိုက်ပြီးအံ့အားသင့်သွားသည်ဟုတ်ပါရဲ့ဘယ်နားမှကြံခဲ့လဲမသိဘူးခဏကမေနှင်းကိုနောက်ဆုံးနှုတ်ဆက်ဖို့အခမ်းအနားအထိသွားခဲ့သေးတာဒါပေမဲ့အထဲကိုတော့မဝင်ခဲ့ပါဘူးအထဲမဝင်ပဲရင်ထိုးကဘလို့လို့အခန်းထဲရောက်နေရတာလဲဟုသူရကဝင်မေးလိုက်ရာကောင်းကင်၏မျက်နှာဖြူလျော်သွားသည်ကျွန်တော်တကယ်မသိပါဘူးကျွန်တော်အခန်းတကားဝအထိပဲသွားခဲ့တာပါအဲ့ဒီအချိန်မှာလူတယောက်အခန်းထဲကအလောတကြီးထွက်လာတာကိုတွေ့လိုက်ရသေးတယ်ဘသူလဲစုံထောက်သုံးဦးလုံးပြိုင်တူမေးလိုက်ကြသည်မျက်နှာကိုတေချာမမြင်ရဘူးဒါပေမဲ့ဟိုတယ်ဝန်ထမ်းဝတ်စုံဝတ်ထားတယ်ပြီးတော့လက်ထဲမှာအထုပ်ပိုးတစ်ခုခုပါသွားသလိုပဲဟူကောင်းကင်ကပြန်ပြောသည်စုံထောက်ကြီးဆက်နေသည်စဉ်းစားကန်းဝင်သွားသည်အကယ်၍ကောင်းကင်ပြောသည်မှာအမှန်ဆိုလျင်သူတို့သမီးသည်မိမိသဘောဖြင့်ထွက်ပြေးသွားခြင်းမဟုတ်ပဲပြန်ပေးဆွဲခံရခြင်းဖြစ်နိုင်ခြေရှိနေသည်သို့သောအခန်းတွင်းရှိမှန်ပေါ်မှစာသားကမူငါကိုရှာမနေနဲ့ဟုဆိုထားပြန်သည်ဤဆန့်ကျင်ဘက်အထောက်ထားများကစုံထောက်ကြီးကိုပို၍စိတ်ဝင်စားစေသည်လင်းသူစာဟိုတယ်ရဲ့အခထရီမှတ်တမ်းတွေကိုတွားစစ်ဆေးပါအထူးသဖြင့်နောက်ဖေးပေါက်တဲ့ဝန်ထမ်းတွေအဝင်ထွက်လုပ်တဲ့နေရာတွေကိုကြည်ဟုစနေကညွှန်ကြားလိုက်သည်သူရခမည်းကသူတို့သားရဲ့အဖေဦးကျော်စွာကိုတွားစစ်ဆေးပါသူ့ရဲ့စီးပွားရေးအခြေအနေနဲ့ဒီမင်္ဂလာဆောင်ပေါ်သူ့ရဲ့သဘောထားကိုသိအောင်လုပ်စုံထောက်ကြီးကိုယ်တိုင်မူအခင်းဖြစ်ခမ်းမ၏လုံခြုံရေးအဆောင်များထံသို့ဦးတည်သွားသည်သူသည်လူတိုင်းကိုတန်တရားရှိနေတော်လဲတဦးတယောက်ကိုမျှတရက်ခံဟုတက်အပ်မပြောနိုင်သေးပေခမ်းမအတွင်းရှိလူတိုင်းတွင်ဖုံးကွယ်ထားသောအမှန်တရားကိုစီရှိနေကြသည်ကိုသူပိုင်တွက်ထားသည်ဦးကျော်စွာနှင့်စကားပြောပြီးပြန်လာသောသူရ၏မျက်နှာမှာမတင်မကျဖြစ်နေသည်ဆရာထူးဆန်းတာတစ်ခုရှိတဲ့ဦးကျော်စွာကဒီမင်္ဂလာဆောင်ကိုသဘောမတူခဲ့ဘူးတဲ့မင်းနှင်းဖြူရဲ့မိသားစုကအကျွေးတွေနုံနစ်နေတာကိုသူကမကြိုက်ဘူးဒါပေမဲ့သူ့သားကိုနေမင်းကအတင်းယူမယ်ဆိုလို့သာခွင့်ပြုခဲ့ရတာလို့ပြောတယ်စနေကခေါင်းညိတ်လိုက်သည်စီးပွားရေးအရာတွက်ချက်မှုတွေရှိနေတာပေါ့ဒါဆိုရင်မင်းနှင်းဖြူပျောက်ဆုံးသွားတာဟာဦးကျော်စွာအတွက်တော့သတင်းကောင်းဖြစ်နေမှာပေါ့လင်းသူစာပြန်ရောက်လာသည်သူမ၏လက်ထဲတွင်တက်ပလက်တစ်ခုပါလာသည်ဆရာခက်တီမှာထူးခြားတာတစ်ခုတွေ့တဲ့သူတို့သမီးပျောက်ဆုံးသွားတဲ့အချိန်ဝန်းကျင်မှာဝန်ထမ်းဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ကတွန်းလဲတစ်ခုနဲ့ခမ်းမနောက်ဖေးကနေထွက်သွားတာတွေ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအဲ့ဒီနေရာမှာတာဝန်ကျတဲ့ဝန်ထမ်းစရင်ထဲမှာအဲ့ဒီလူမပါဘူးစုံထောက်ကြီးဆက်နေသည့်ခမ်းမလဲတွင်ရက်ကမျက်လုံးများကိုမှိတ်လိုက်သည်သူ၏အုံနောက်ထဲတွင်ရရှိထားသောအချက်လက်များကိုအကွက်ချစီစဉ်နေသည်တတို့သားကိုနေမင်းငွေကြေးကိစ္စဖြင့်သူတို့သမီးနှင့်စကားများခဲ့သည်
နှစ်ရီစာဟောင်းကောင်းကင်အခင်းဖြစ်အခမ်းအနားတွင်ရှိနေခဲ့ပြီးသူ၏ရင်ထိုးကိုအခန်းတွင်၌တွေ့ရသည်သုံးဦးကျော်စွာမင်္ဂလာပွဲကိုသဘောမတူဘဲသူတို့သမီးမိသားစု၏အကျွေးကိစ္စကိုသိထားသည်လေးလျှို့ဝှက်ချက်သူတို့သမီးထံသို့ရောက်ရှိနေသောချင်းချောက်စာများငါအထောက်ထားမှန်ပေါ်မှစာသားနှင့်ပျောက်ဆုံးနေသောအပိုးဝတ်စုံအမှန်တရားကငါတို့မြင်နေရတဲ့အရာတွေရဲ့နောက်ွယ်မှာရှိနေတယ်ဟုစနေကဖြင်းညင်းစွာပြောလိုက်သည်ဒီပျောက်ဆုံးမှုဟာတဦးတည်းလှုပ်ဆောင်တာမဟုတ်ဘူးဒါဟာအချင်းချင်းချိတ်ဆက်နေတဲ့လိမ်လည်မှုကွန်ရက်တစ်ခုပဲသူသည်ခမ်းမအတွင်းရှိလူအုပ်ကြီးကိုပြန်ကြည့်လိုက်သည်ယခုအခါလူတိုင်း၏မျက်နှာဖုံးများမှာသူ၏မျက်စိထဲတွင်တဖြည်းဖြည်းကွာကျလာတဲ့ကဲ့သို့ခံစားရသည်သူတို့သား၏ကြောက်ရွံ့မှုရည်စားဟောင်း၏နာကျင်မှုသူတို့သားဖေ၏တည်ငြိမ်မှုဤအရာအလုံးသည်တစ်ခုနှင့်တစ်ခုဆက်ဆက်နေသည်သူရလင်းသူစားငါတို့အခုဟိုတယ်ရဲ့အမိုက်ပစ်တဲ့နေရာနဲ့ကားပါကင်ကိုသွားကြမယ်သူတို့သမီးဟာဒီဟိုတယ်ထဲကနေဝေးမရောက်သေးဘူးလို့ငါစိတ်ကပြောနေတယ်စုံထောက်ကြီးစနေ၏အတန်မှာယုံကြည်မှုအပြည့်ရှိနေသည်စုံထောက်ကြီးသည်ခမ်းမထဲမှထွက်ခွာခါနီးတွင်သူတို့သားကိုနေမင်းကိုတစ်ချက်လမ်းကြည့်လိုက်သည်ကိုနေမင်းသည်ဖုံးတစ်လုံးကိုကင်ကာတစုံတဦးထံသို့အသေးအတန်စားလိုက်နေသည်ကိုတွေ့လိုက်ရသည်စနေ၏နှုတ်ခမ်းထောင်တွင်အတိတ်ပဲပါသောအပြုံးတစ်ခုပေါ်လာသည်ပဟေရီကစပြီးသူရလူတိုင်းမှာဖုံးကွယ်ထားတဲ့အမှန်တရားရှိတယ်ဆိုတာဒီနေ့ငါတို့တက်တည်ပြရလိမ့်မယ်စုံထောက်ကြီးနှင့်သူ၏အဖွဲ့သားများသည်မှောင်မဲနေသောဟိုတယ်စင်ကြံလမ်းများအတိုင်းလျင်မြန်စွာရှောက်လန်းသွားကြသည်သူတို့နောက်ွယ်ရှိမင်္ဂလာခမ်းမကြီးမှမူရွှေရောင်မီးဆိုင်များအောက်တွင်စိတ်ငြိမ်လျက်ကြံရစ်ခဲ့တော်လဲထိုစိတ်ငြိမ်မှုသည်မုန်တိုင်းမလာမီဖြစ်ပေါ်တတ်သောတိတ်ဆိတ်ခြင်းမျိုးသာဖြစ်ပေတော့သည့်အခန်း3အတိတ်ကပဲ့တင်တန်နှင့်လျှို့ဝှက်စာလွှာအခန်း3အတိတ်ကပဲ့တင်တန်နှင့်လျှို့ဝှက်စာလွှာရန်ကုန်မြို့၏မိုးသားအုံမိုင်းသောနနက်ခင်းသည်စုံထောက်ကြီးစနေ၏ရုံငန်းအတွင်းသို့ဖိစီးမှုအချို့ကိုတည်ဆောင်လာခဲ့သည်ပြတ်တင်းမှန်ပေါ်သို့တဖွဲဖွဲကျနေသောမိုးဆက်များကပျောက်ဆုံးနေသောသူတို့သမီးမင်းမြတ်နိုး၏ကံကြမ္မာကဲ့သို့ပင်ဝေဝါးလွန်းလာသည်စပွဲပေါ်တွင်တင်ထားသောကော်ဖီခါးခါးတစ်ခွက်၏အငွေ့တက်များကြားတွင်စုံထောက်ကြီးစနေသည်အမှုတွဲကိုအာယုံဆိုင်နေစဉ်တပည့်မဖြစ်သူလင်းသူစာအခန်းထဲသို့အလင်းအမြန်ဝင်လာခဲ့သည်လင်းသူစာ၏လက်ထဲတွင်ဖိုင်တွဲအချို့နှင့်အတူရှေးဟောင်းသုတေသနပညာရှင်တဦး၏မျက်လုံးများကဲ့သို့ထက်မြက်သောအကြည့်များပါရှိသည်သူမသည်သတင်းအချက်လက်စုဆောင်းရာတွင်စိတ်ဆက်သေးချသူဖြစ်သည်ဖြင့်စနေကသူမကိုအားကိုးတကြီးကြည့်လိုက်သည်ဆရာမင်းမြတ်နိုးရဲ့အတိတ်ကကျမတို့ထင်ထားတာထက်ပိုပြီးနက်နဲတယ်ဟုလင်းသူစာကစပွဲပေါ်သို့ဖိုင်တွဲကိုချရင်းဆိုလိုက်သည်စနေကမျက်မှောင်ကျုပ်လျက်ဘာတွေထူးခြားလို့လဲလင်းသူစာသူမကရိုးရိုးရင်ရင်မိန်းကလေးတစ်ယောက်မဟုတ်ဘူးလားအပေါ်ယံကြည့်ရင်တော့ဟုတ်ပါတယ်ဆရာဒါပေမဲ့သူမရဲ့အထက်တန်းကျောင်းသားဘဝမှတ်တမ်းတွေကိုပြန်ချရခံကြည့်တော့အံ့ဩစရာတစ်ခုတွေ့ရတယ်မင်းမြတ်နိုးဆိုတာသူမရဲ့နာမည်ရင်းမဟုတ်ဘူးလွန်ခဲ့တဲ့10နှစ်ကနေဆက်မြို့လေးတစ်မြို့မှာဖြစ်ပွားခဲ့တဲ့ငွေကြေးလိမ်လည်မှုတစ်ခုနဲ့ဆက်ဆက်ပြီးပျောက်ဆုံးသွားခဲ့တဲ့နှင်းနုဝေဆိုသူနဲ့သူမရဲ့လက်ပွေရာတွေကထပ်တူကျနေတယ်စနေဤမျက်လုံးများတောက်ပသွားသည်ဒါဆိုသူမကအတိတ်ကိုဖုံးကွယ်ပြီးဘဝအသစ်တစ်ခုကိုတိဆောက်နေတာပေါ့ဒါပေမဲ့ဘာကြောင့်အခုမှဒီအမှုကပြန်ပေါ်လာရတာလဲလင်းသူစာကသူမ၏တက်ပလက်ထက်ဘုတ်ကိုဖွင့်ကဓာတ်ပုံတစ်ပုံကိုပြလိုက်သည်ဒီပုံကိုကြည့်ပါဆရာဒါကမင်းမြတ်နိုးရဲ့အခန်းထဲကပရိဘောဂတွေကြားမှာဝတ်ထားတဲ့စာအိတ်တအိတ်ကိုကျမရှာတွေ့ခဲ့တာပါအမှုခင်းသိပ္ပံနည်းကျစစ်ဆေးချက်အရဒီစာကချင်းချောက်စာဖြစ်နေတယ်စနေကလက်အိတ်ဆွထားသောလက်ဖြင့်ထိုစာလွှာကိုယူကြည့်လိုက်သည့်စာရွက်မှာအရေးသွေးမြင့်ပြီးရှေးဟောင်းပုံစံမျိုးဖြစ်တော်လဲရေးသားထားသောစာသားများကတုံလုံးခြောက်ခြားပွဲကောင်းလာသည်အတိတ်ကအကျွေးကိုအသက်နဲ့ပေးဆက်ရမယ့်အချိန်ရောက်ပြီးမင်္ဂလာပွဲဟာမင်းရဲ့နိဗ္ဗာန်မဟုတ်ဘူးငရဲတကားပဲဖြစ်လိမ့်မယ်ဒီစာမှာပါတဲ့လက်ရေးကပုံမှန်မဟုတ်ဘူးဘယ်ဘက်လက်နဲ့ရေးထားသလိုပဲရည်ရွယ်ချက်ရှိလက်ရေးကိုဖျက်ထားတာဟုစနေကသုံးသပ်လိုက်သည်ဒါကတာမန်လူပြန်ပေးဆွဲမှုမဟုတ်ဘူးရန်ညိုးဟောင်းတစ်ခုခုဒါမှမဟုတ်စနစ်တကျကြိုတင်ကြံစီထားတဲ့ကလေးစားချင်မှုပဲထိုအချိန်တွင်အခန်းတကားပွင့်သွားပြီးချွေးရွှဲလျက်ဝင်လာသူမှာသူရဖြစ်သည်သူရသည်မျိုးပြ၏အမှောင်ဘက်ချမ်းနှင့်မှောင်ခိုလောကကိုကျွမ်းကျင်စွာခြေရခံနိုင်သူဖြစ်သည်သူ၏မျက်နှာတွင်စိုးရိမ်ရိပ်များရှက်တမ်းနေသည်ဆရာကျွန်တော်မျိုးတဲကသတင်းပေးတွေစီကနေထူးခြားတာတစ်ခုသိခဲ့ရတယ်ဟုသူရကအသက်ကိုလူရှူရင်းပြောပြသည်မင်္ဂလာပွဲမတိုင်ခင်2ရက်အလိုမှာမင်းမြတ်နိုးဟာရွှေလင်းတယ်လို့ခေါ်တဲ့မှောင်ခိုကိုင်းကလူတစ်ယောက်နဲ့တိတ်တဆိတ်တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းရထားတယ်အဲ့ဒီလူဟာနေဆက်ကနေတရားမဝင်လက်နက်နဲ့ကြောက်မျက်မှောင်ခိုမှုတွေမှာနာမည်ကြီးသူပဲရွှေလင်းတဲ့စနေကစဉ်းစားဟန်ဖြစ်ရေရွတ်လိုက်သည်သူမကဘာဖြစ်လို့အဲ့ဒီလိုလူမျိုးနဲ့တွားတွေ့ရတာလဲငွေညစ်ခံနေရတာလား
ဒါမှမဟုတ်သူမကိုယ်တိုင်ကဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတာလားသူရကဆက်လက်ပြောပြသည်မှာကျွန်တော်အဲ့ဒီလူရဲ့နောက်ကျောင်းကိုလိုက်ရင်းနဲ့မြို့ပြင်ကနွယ်တာကီရဆိုတဲ့ရိတ်တာတစ်ခုအကြောင်းသိခဲ့ရတယ်အဲ့ဒီရိတ်တာကလူတူပြက်လက်တဲ့နေရာမှာရှိပြီးအရင်ကစိတ်တစဆေးရုံဟောင်းတစ်ခုလို့သိရတယ်အခုတော့အဲ့ဒီနေရာမှာထူးဆန်းတဲ့လှုပ်ရှားမှုတွေရှိနေတယ်လို့အနီးအနားကလူတွေကပြောကြတယ်စုံထောက်ဖွဲ့သား၃ဦးစလုံးတဦးကိုတဦးကြီးလိုက်ကြသည်အမှု၏ကွင်းဆက်များကတဖြည်းဖြည်းချိတ်ဆက်မိလာပြီးဖြစ်သည်အတိတ်ကလှုပ်ဝက်ချက်ချင်းချောက်စာနှင့်မှောင်ခိုလောက၏ပတ်သက်မှုများအချိန်ဆွဲနေလို့မဖြစ်တော့ဘူးအဲ့ဒီနွယ်တာကြီးရိတ်တာကိုငါတို့သွားကြည့်ရမယ်ဟုစနေကခိုင်မာသောလေတံဖြင့်အမိန်ပေးလိုက်သည်သူတို့အဖွဲ့သည်ရန်ကုန်မြို့၏မြောက်ဘက်စင်ကြေဖုံးရှိနွယ်တာကြီးရိတ်တာတို့ဦးတီထွက်ခွာခဲ့ကြသည်လမ်းခီးတစ်လျှောက်တွင်မိုးကပူမိုတဲထန်လာပြီးလမ်းဘေးဝဲရာရှိတစ်ပင်ကြီးများသည်လေပြင်းတန်ကြောင့်တုံရင်နေကြသည်ရိတ်တာတို့ရောက်ရှိသောအခါပတ်ဝန်းကျင်မှာတိတ်ဆိတ်လွန်းလာသဖြင့်လူသူကင်းမဲ့နေတကယ်သို့ထင်ရသည်သို့သောထိုတိတ်ဆိတ်မှုနောက်ွယ်တွင်အန္တရာယ်ရှိသောအရေးအယောင်များပုံကွယ်နေသည်ကိုစနေအာယုံခံမိသည်ရိတ်တာကြီးသည်နှစ်ထပ်တိုက်အိုကြီးတစ်ခုဖြစ်ပြီးနံရံများတွင်မှုတ်တက်နေကအောက်ထပ်ပြတင်းပေါက်များကိုတစ်သားပြားများဖြင့်ရိုက်ပိတ်ထားသည့်သူရကရှေ့ဆုံးမှဥဆောင်ကခြံစည်းရိုးကိုကျော်ဝင်လိုက်ပြီးနောက်စနေနှင့်လင်းသူစာတို့ကနောက်ကလိုက်ပါလာခဲ့ကြသည်တတိထားကြဒီနေရာကထောင်ချောက်တစ်ခုလည်းဖြစ်နိုင်တယ်ဟုစနေကအတန်တိုးတိုးဖြင့်တတိပေးလိုက်သည်သူတို့သည်အိမ်မကြီး၏နောက်ဖေးတကားမှတဆင့်အထဲသို့တိတ်တဆိတ်ဝင်ရောက်ခဲ့ကြသည်အတွင်းပိုင်းတွင်ဖုံမှုများထူထပ်နေပြီးပရိဘောကအဟောင်းများကကြောက်မက်ဖွယ်ပုံတံများအဖြစ်ရှိနေသည့်ရုတ်တရက်အပေါ်ထပ်မှကျမ်းပြင်သိမ့်ခနဲမြည်တံတစ်ခုကြားလိုက်ရသဖြင့်သူတို့အားလုံးအသက်ရှူပင်ရက်သွားမတက်ငြိမ့်သက်သွားကြသည်သူရကသူ၏ပစ္စတိုကိုအသင့်ပြင်ထားပြီးလှေကားအတိုင်းဖြင်းညင်းစွာတက်သွားသည်လင်းသူစာကဓမီဖြင့်အမောင်ထဲသို့ထိုးကြည့်ရာနေရန်တစ်ခုပေါ်တွင်ကတ်ထားသောတပ်ပုံတစ်ပုံကိုတွေ့လိုက်ရသည့်ပြင်းမှာမင်းမြတ်နိုး၏မင်္ဂလာဆောင်ဝတ်စုံနှင့်တပ်ပုံဖြစ်တော်လဲထူးခြားသည်မှာမျက်နှာကိုကြက်ချေခတ်အနည်းဖြင့်ချစ်ထားခြင်းဖြစ်သည်ဒါကသတိပေးချက်ပဲလင်းသူစာကတိုးတိုးလေးပြောလိုက်သည်ထိုစဉ်အခန်းထောင်ရှိဘီရိုတစ်ခုထဲမှရှိုက်ကြီးတငင်ငိုတန်တဲ့တဲ့ထွက်ပေါ်လာသည်သူတို့သုံးဦးစလုံးဘီရိုစီသို့အပြေးလွှားသွားလိုက်ကြသည်သူရကဘီရိုတကားကိုဝုန်းကနေဆွဲဖွင့်လိုက်သောအခါအထဲတွင်ခြေထောက်နှင့်လက်များကိုကျိုးဖြင့်ချီနှောင်ခံထားရပြီးပါးစပ်ကိုပိတ်ထားသောမိန်းကလေးတဦးကိုတွေ့လိုက်ရသည်သို့သောသူမသည်မင်းမျက်နှိုးမဟုတ်ပေမင်းဘသူလဲဟုစနေကသူမ၏ပါးစပ်မှပိတ်ဆောက်ကိုဖယ်ရှားပေးရင်းမေးလိုက်သည်ကျမကမင်းမျက်နှိုးရဲ့အချစ်ဆုံးတငယ်ချင်းတန်တာပါသူတို့မင်းမျက်နှိုးကိုခေါ်သွားပြီးကျမကိုဒီမှာပိတ်လောင်ထားတာ2 ရက်ရှိပြီဟုသူမကတုံရီသောအတန်ဖြင့်ဖြေသည်ဘသူတွေလဲဘဲကိုခေါ်သွားတာလဲသူရကအလောတကြီးမေးလိုက်သည်တန်တာကမျက်ရည်များကြားမှမျက်နှာဖုံးဆွတ်ထားတဲ့လူတွေပဲသူတို့ပြောတာတော့ပဲတင်တန်ရဲ့အချိန်ရောက်ပြီးတဲ့သူတို့မင်းမျက်နှိုးကိုမြို့ပြင်ကကိုတောင်ဟောင်းတစ်ခုစီခေါ်သွားမယ်လို့ပြောတာကြားလိုက်တယ်ဆက်နေသည့်အခန်းကိုဝေးဝဲကြည့်ရင်စပွဲတစ်လုံးပေါ်တွင်တင်ထားသောစာရွက်အပိုင်းစတစ်ခုကိုတွေ့လိုက်ရသည့်ရင်းမှာရှုပ်ထွေးသောမြေပုံတစ်ခုနှင့်အတူတင်ဂီတအချို့ပါရှိသည်ဒါကတာမန်မြေပုံမဟုတ်ဘူးဒါကလှုပ်ဝက်ကုတ်တစ်ခုပဲဟုစနေကမှတ်ချက်ချလိုက်သည်စုံထောက်ကြီးစနေသည်စာရွက်ပေါ်ရှိတင်ဂီတများကိုအသေးစိတ်ကြည့်ရှုရင်သူ၏အုံနောက်ထဲတွင်အချက်လက်များကိုပေါင်းစပ်နေသည်လင်းသူစာမင်းမျက်နှိုးရဲ့အတိတ်ကနှင်းနုဝေဖြစ်ခဲ့စဉ်ကသူမနဲ့ရန်ညိုးရှိခဲ့တဲ့လူတွေထဲမှာအပဲ့တင်တန်းဆိုတဲ့အမည်ဝက်ကိုသုံးတဲ့သူရှိလားရှာကြည့်စမ်းလင်းသူစာကချက်ချင်းပင်သူမ၏ကွန်ပျူတာစနစ်အတွင်းသို့ဝင်ရောက်ကရှာဖွေတော့သည်မိနစ်အနည်းငယ်အကြာတွင်သူမ၏မျက်နှာပို၍ဖြူလျော့သွားသည်ဆရာရှုပ်ပဲ့တင်တန်းဆိုတာလွန်ခဲ့တဲ့10 နှစ်ကနေဆက်မှာဖြစ်ပွားခဲ့တဲ့ငွေကြေးလိမ်လည်မှုအမှုတုန်းကထောင်ကျသွားခဲ့တဲ့ရဲရရှိဟောင်းတယောက်ရဲ့နာမည်ဝက်ပဲသူကမင်းမျက်နှိုးရဲ့တစ္ဆာဖောက်မှုကြောင့်ထောင်ကျသွားခဲ့တာလို့ယူဆထားတာအမှန်တရား၏အရေးအယောင်များတဖြည်းဖြည်းပေါ်လွင်လာသည်မင်းမျက်နှိုးသည်အတိတ်တွင်အမှားတစ်ခုပြုလုပ်ခဲ့ပြီးထိုအမှားကယခုအခါသူမကိုပြန်လဲချေရခံလာခြင်းဖြစ်သည်သို့သောထိုရဲအရာရှိဟောင်းသည်တဦးလည်းမဟုတ်ပဲအန္တရာယ်ရှိသောဂိုင်းတစ်ခုနှင့်ပူးပေါင်းထားပုံရသည်သူရတန်တာကိုဘေးကင်းတဲ့နေရာကိုပို့လိုက်ပြီးရင်ငါတို့ဒီမြေပုံညွန်ပြတဲ့နေရာကိုချက်ချင်းသွားရမယ်ဟုစနေကပြောလိုက်သည်သူတို့ရိတ်တာအတွင်းမှထွက်ရန်ပြင်လိုက်စင်မှာပင်အပြင်ဘက်မှကားရိတ်အုပ်တန်အကျယ်ကြီးကြားလိုက်ရသည့်ရိတ်တာကိုလူမဲတစုကဝိုင်းထားပြီးဖြစ်ကြောင်းသူရကပြတင်းပေါက်မှတဆင့်လှမ်းမြင်လိုက်သည်ဆရာကျွန်တော်တို့ပိတ်မိနေပြီးသူရကတနက်ကိုတင်းတင်းဆုပ်ကိုင်းရင်ပြောလိုက်သည်စနေကတည်ငြိမ်စွာဖြင့်စိတ်အေးအေးထားသူရသူတို့ငါတို့ကိုအရှင်ဖမ်းကျင်နေတာမဟုတ်ရင်အထဲကိုခုနကလေးကပြစ်ခတ်ဝင်ရောက်လာမှာပဲ
လင်းသူစာမင်းတန်နာကိုအနောက်ဖေးလျှို့ဝှက်လန်းကနေခေါ်ထုတ်သွားသူရနဲ့ငါကရှေ့ကနေအာယုံလွှဲထားမယ်အခြေအနေကတင်းမာလာသည်မိုးရွာတန်ကြားတွင်တနက်မောင်းတင်တန်များကပဲ့တင်ထက်နေသည်စုံတောက်ကြီးစနေသည်သူ၏အတွေ့အကြုံနှင့်ဉာဏ်ပညာကိုသုံး၍ယခုထောင်ချောက်မှမိတို့ရုံထွက်မိနေပျောက်ဆုံးနေသောသူတို့သမီး၏အသက်သည်နာယီနှဲငယ်သာလူတော်သည့်အလားစိုးရိမ်ဖွယ်ရာဖြစ်နေသည်စနေသည်အခန်းထဲရှိဖျောင်းတိုင်ဟောင်းအချို့နှင့်တန်ရှင်းရေးသုံးအည်များကိုအသုံးပြု၍မိခိုးပုံးအသေးစားလေးတစ်ခုကိုအမြန်ဖန်တီးလိုက်သည်သူရအသင့်ပြင်ထားစက္ကန့်ပိုင်းအတွင်းမှာပင်မိခိုးများအခန်းအနှံ့ပြန့်နှံ့သွားပြီးစနေနှင့်သူရတို့သည်အရှိပေါက်မှဝန်းကနေထွက်လာကြသည်အပြင်တွင်စောင့်နေသောလူမဲများသည်မိခိုးများကြားတွင်ဝေဝါးသွားစဉ်သူရကကျွမ်းကျင်သောတိုက်ခိုက်ရေးစွမ်းရည်ဖြင့်သူတို့ကိုတုံ့ပြန်လိုက်သည်သွားမယ်စနေကဟစ်အော်လိုက်သည်သူတို့သည်အမှောင်ထုနှင့်မိုးသေးထန်မှုကြားတွင်ကိုရောင်ဖြောက်ကအသင်းဆောင်နေသောကားစီသို့ပြေးသွားကြသည်နောက်မှတနက်တန်အချို့ကြားလိုက်ရတော့လဲသူတို့သည်အချိန်မီလွတ်မြောက်ခဲ့ကြသည်ကားမောင်းနေစဉ်စနေကမြေပုံကိုပြန်လဲစစ်ဆေးလိုက်သည်ဒီနေရာပဲစိတ်ကန်းဟောင်းကဂိုးတောင်မှတ်9အဲ့ဒီမှာမင်းမျက်နှိုးရှိနေလိမ့်မယ်ဒါပေမဲ့တတိထားကြဒါကငါတို့ကိုအဆုံးစီရင်ဖို့ဖိတ်ခေါ်နေတဲ့ပွဲတစ်ပွဲလည်းဖြစ်နိုင်တယ်ညစ်နက်တကောင်ရန်ဤလေတုသည်အေးစိမ့်လာသည့်စုံထောက်ဖွဲ့သားများအတွက်ယခုခရီးစဉ်သည်အမှုတစ်ခုကိုဖြည့်ရှင်းရုံသာမကအတိတ်ကပဲ့တင်တန်များဤရက်စက်မှုကိုရင်ဆိုင်ရမည့်စိန်ခေါ်မှုကြီးဖြစ်နေတော့သည်လျှို့ဝှက်စာလွှာထဲမှချင်းချောက်မှုများကတကယ်ဖြစ်လာမလားသို့မဟုတ်စုံထောက်ကြီးစနေကအချိန်မီကဲတင်နိုင်မလားဆိုသည်မှာစိတ်ကန်းဟောင်းဤအမောင်ထုထဲတွင်အဖြစ်ရှိနေပြီးတော့သည့်အခန်း၄ညစ်နက်တကောင်ဤလိုက်လံဖန်ဆီးမှုအခန်း၄ညစ်နက်တကောင်ဤလိုက်လံဖန်ဆီးမှုရန်ကုန်မြို့စွန်ရှိစက်မှုဇုံဟောင်းတစ်ခု၏လေတုသည်ညစ်နက်တန်းခေါင်ရန်အချိန်တွင်ပုံမိုအေးဆက်၍လေးလံထိုင်းမိုင်းနေသည်လာပညာဖြစ်တော်လဲကောင်းကင်ထက်ဝဲမဲမောင်နေသောတိမ်တိုက်များကလာရောင်ကိုဖုံးလွှမ်းထားသဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးမှာမှောင်တိကျနေ၏လမ်းမီးတိုင်အချို့မှလည်းပျက်စီးနေပြီးကျန်းရှိနေသောမီးရောင်မိန်မိန်လေးများမှာလေတိုက်တိုင်းတုံရင်နေခြင်းကကြောက်မက်ဖွယ်ကောင်းသောအငွေ့တက်ကိုဆောင်ကျင်းပေးနေသည်ဆရာအားလုံးအသင့်ပဲလားသူရ၏အတန်မှာတိုးနှင်းတော်လဲပြတ်သားလာသည်သူသည်အမောင်ရိပ်ထဲတွင်ပုံးကွယ်လျက်အနက်ရောင်တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ဆင်ထားပြီးလက်ထဲတွင်ဆက်သွယ်ရေးဆက်ကိုကင်ထားသည်ပလိတ်စုံထောက်ကြီးစနေကခေါင်းတစ်ချက်ငိမ့်ပြလိုက်သည်စနေ၏မျက်လုံးများမှာအမောင်ထဲတွင်ပင်ဆူရှာလာပြီးသားကောင်ကိုချောင်းမြောင်းနေသောချင်းသေးတကောင်ကဲ့သို့တည်ငြိမ်လွန်းလာသည်သူတို့ကိုယ်တောင်ထဲကိုဝင်သွားတာ15မိနစ်ရှိပြီးလင်းသူစားအခြေအနေဘလို့လဲစနေကမေးလိုက်သည်အနှဲငယ်လှမ်းသောနေရာမှလက်တော့ကွန်ပျူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသောလင်းသူစာကပြန်လည်ဖြေကြားသည်ဆရာဒီကိုတောင်ရဲ့လုံခြုံရေးကင်မရာတွေကိုကျမဝင်ရောက်ထိန်းချုပ်ပြီးပါပြီကိုတောင်ထဲမှာလူ9ယောက်ရှိတယ်တန်တရားရှိသူမောင်ကိုဟာကအလဲကရုံးခန်းထဲမှာရှိနေတယ်ကျန်တဲ့4ယောက်ကတော့လက်နက်အပြည့်စုံနဲ့ကင်းလဲနေကြတာသတိထားပါဆရာသူတို့မှာလက်နက်ပါဝင်မှုအဆင့်ကမြင့်မားတယ်စနေကအခြေအနေကိုတစ်ချက်သုံးသပ်လိုက်သည်ပျောက်ဆုံးနေသောသူတို့သမီးအမှု၏အဓိကတန်တရားရှိသူမောင်ကိုသည်ဤကိုတောင်ဟောင်းကြီးထဲတွင်ရောက်ရှိနေပြီဖြစ်သည်ဤသူသည်အမှု၏ကွင်းဆက်ကိုဖော်ထုတ်ပေးနိုင်မည်တူးရဲသောတော့ချက်ဖြစ်သည်ကောင်းပြီသူရမင်းကအရှိတကားကနေအာယုံလွှဲပြီးငါကနောက်ဖေးပေါက်ကနေဝင်မဲ့လင်းသူစားမင်းကမီးလိုင်းကိုဖျက်တောက်ဖို့အစင်သစ်လှုပ်ထားငါအချက်ပေးတာနဲ့မီးမောင်ချလိုက်စနေ၏အမိတ်ပေးတန်ကစစ်မြေပြင်ဗိုလ်ချုပ်တဦးကဲ့သို့တည်ကြည်သည်သူရသည်နေရန်ကိုကက်လျက်ကိုတောင်အရှိတ်သို့လျင်မြန်စွာတိုးဝင်သွားသည်သူ၏လှုပ်ရှားမှုများမှာကျွမ်းကျင်လာပြီးအတန်တစ်ချက်များထွက်မလာပေကိုတောင်အရှိတွင်ကင်းဆောင်နေသောလူ2ယောက်သည်စစ်လိတ်တောက်ရင်းစကားပြောနေကြသည်သူရကတန်ချေးတက်နေသောတန်မုံတပုံးကိုရည်ရွယ်ချက်ရှိဖြင့်တိုက်မိသလိုမျိုးအတန်လှုပ်လိုက်သည်ဘသူလဲဟန်ကင်းဆောင်တဦးကတနက်ကိုအသင့်ပြင်ရင်အတန်ကြားရာသို့ရှောက်လာသည်ထိုခဏ၌ပင်သူရသည်အမောင်ထဲမှကွက်ခနဲထွက်ပေါ်လာပြီးထိုသူ၏လက်မတနက်ကိုဖယ်ထုတ်ကာလေပင်ကိုအตาရညှစ်လိုက်ပြီးမြေပြင်ပေါ်သို့လှဲချလိုက်သည်အခြားတဦးကရိပ်မိ၍တနက်မတင်မီမှာပင်သူရ၏ပြင်းထန်သောခြေကန်ချက်ကထိုသူ၏ရင်ဘတ်တက်သို့ကြားရောက်သွားသည်အခုပဲစနေ၏အတန်ဆက်သွယ်ရေးဆက်မှထွက်ပေါ်လာသည်ချက်ချင်းဆိုသလိုပင်ဂိုးတောင်တစ်ခုလုံးရှိမိများမှောင်တိကျသွားသည်အမောင်ထဲတွင်လင်းသူစာ၏ပါနတ်သောဤပညာကူညီဖြင့်ဂိုးတောင်အတွင်းရှိလူများမှာထိတ်လန့်တုန်လှုပ်ကုန်ကြသည်မီးတွေဘာဖြစ်တာလဲဟစ်ကောင်တွေတတိထားကြဂိုးတောင်အတွင်းမှအော်ဟစ်တန်များထွက်ပေါ်လာသည်စနေသည်ညကြီးမှန်ပြောင်းကိုတက်ဆင်လျက်
နောက်ဖေးပေါက်မှတဆင့်အတွင်းသို့တိုးဝင်သွားသည်သူ၏လှုပ်ရှားမှုများမှာအလွန်တရာတိကျလာသည်အမှောင်ထဲတွင်ရန်တမ်းပစ်ခတ်နေသောလူမိုက်တဦးကိုစနေကနနပင်စိုက်သည့်အတိုင်းမြေပြင်ပေါ်သို့ချုံနှောင်လိုက်သည်တစ်ချိန်တည်းမှာပင်သူရသည်အရှိတကားကိုဖျက်ကျော်ကာပင်မယုံကန်းသို့ဥတီပြေးဝင်သွားသည်ထိုစဉ်လူမိုက်တဦးကအမှောင်ထဲမှဓာတ်တစင်းဖြင့်ခုံအုပ်လိုက်သည်သူရသည်လျင်မြန်စွာရှောင်တိန်လိုက်ပြီးထိုသူ၏လက်ကောက်ဝတ်ကိုလိန်ချိုးကာဓာတ်ကိုလူယူလိုက်သည်ထိုနောက်ကျွမ်းကျင်သောကိုခန့်ပညာဖြင့်ပြိုင်ဘက်ကိုအလဲထိုးလိုက်သည်ဆရာကျွန်တော်ရုံးခန်းရှိရောက်ပြီးသူရကအစီရင်ခံသည်ငါလည်းရောက်ပြီးသူရ3အထိရေတွက်ပြီးရင်အတူတူဝင်မဲ့တဲ့နှစ်3စနေနေ့သူရတို့သည်ရုံးခန်းတကားကိုတပြိုင်နက်တည်းကန်ဖွင့်လိုက်ကြသည်ရုံးခန်းအတွင်း၌မိအိမ်လေးတစ်လုံး၏အလင်းရောင်အောက်တွင်မောင်ကိုသည်စာရွက်စာတမ်းအချို့ကိုမိရှုရန်ပြင်ဆင်နေသည်ကိုတွေ့လိုက်ရသည်လက်မြောက်ထားစမ်းမောင်ကိုမင်းမှပြေးစရာလမ်းမရှိတော့ဘူးစနေကတနက်ဖြင့်အသင့်ချိန်ကအမိတ်ပေးလိုက်သည်မောင်ကိုသည်ထိတ်လန့်သွားပြီးပြတင်းပေါက်မှခုန်ချရန်ကြိုးစားတော်လဲသူရကလင်းမြန်စွာပင်သူ၏နောက်ကျောမှတိုင်းဖက်ကမြေပြင်ပေါ်သို့ဖိချလိုက်သည်မောင်ကိုသည်ရုန်းကန်တော်လဲသူရ၏တန်မာသောလက်အောက်မှမယုံထွက်နိုင်ပေမိပြီးအဓိကတန်တရားရှိသူကိုဖမ်းမိပြီးသူရကအောင်နိုင်သူ၏အပြုံးဖြစ်ပြောလိုက်သည်လင်းသူစာသည်ကိုတောင်၏မိများကိုပြန်လဲဖွင့်လိုက်သည်အလင်းရောင်ပြန်ရလာချိန်တွင်စက်နေသည်ဖမ်းမိထားသောမောင်ကို၏မျက်နှာကိုတေချာကြည့်လိုက်သည်မောင်ကို၏မျက်နှာတွင်ကြောက်ရွံ့မှုများပြည့်နှက်နေတော်လဲလင်း၏မျက်လုံးများထဲတွင်ထူဆန်းသောလှောင်ပြုံးတစ်ခုကိုစနေကသတိပြုမိလိုက်သည်မောင်ကိုသူတို့သမီးကိုဘဲမှဖျောက်ထားတာလဲအမှန်တိုင်းပြောစမ်းစနေကတည်ငြိမ်တော်လဲအမိတ်တန်ပါဖြင့်မေးမြန်းလိုက်သည်မောင်ကိုကရေမောလိုက်သည်သူ၏ရေတံမှာကိုတောင်ဟောင်းကြီးထဲတွင်ပဲ့တင်ထက်သွားသည်ခမားတို့တော်တော်နောက်ကျသွားပြီးစုံထောက်ကြီးခမားတို့ရှာနေတဲ့မောင်ကိုဆိုတာကျွန်တော်မဟုတ်ဘူးစနေ၏မျက်ခုံးများတွန့်ချိုးသွားသည်သူရကမောင်ကို၏အိတ်ကက်ထဲမှမှတ်ပုံတင်ကိုဆွဲထုတ်ကြည့်လိုက်သည်ဆရာဒီမှာနာမည်ကမောင်ကိုပဲဒါပေမဲ့နေဦးဓာတ်ပုံကမတူဘူးစနေသည်ဖမ်းမိထားသူ၏ပါးစပ်နားမှမိတ်ကက်6ချိုးနှင့်အတူအယောင်အမာယိုးတစ်ခုကိုတွေ့ရှိလိုက်သည်သူကလက်ဖြင့်ဆွဲခွာလိုက်သောအခါမောင်ကိုနှင့်စင်တူအောင်ပြုပြင်ထားသောလူစိမ်းတဦးဖြစ်နေသည်ကိုတွေ့လိုက်ရသည်ဒါကလူစားထိုးထားတာပဲလင်းသူစာကအံ့အားသင့်စွာရေရွတ်လိုက်သည်ဖမ်းမိထားသောသူကပြုံးရက်ပြောသည်ကျွန်တော်ကိုပတ်စံပေးပြီးခမားတို့ကိုအချိန်ဆွဲထားဖို့ခိုင်းထားတာအစ်စ်ကတော့အခုချိန်မှာမြို့ပြင်ကိုရောက်နေလောက်ပြီးခမားတို့ဒီညမှာဖမ်းမိတာကငါးစာတက်ပဲဆက်နေသည်တပြင်းတစ်ချက်ကိုအตาအရာချလိုက်သည်သူ၏မျက်လုံးများထဲတွင်ပုံမိုလေးနက်သောအတွေးများဝင်ရောက်လာသည်ဤအမှုသည်သူထင်ထားသည့်ထက်ပုံမိုနှက်ဆိုင်ပြီးစနစ်တကျစီစဉ်ထားသောရာဇဝတ်မှုတစ်ခုဖြစ်နေသည်တရက်ခန့်အစ်စ်သည်သူတို့၏အကွက်တိုင်းကိုကြိုတင်သိရှိနေတကယ်သူပင်ဆရာကျွန်တော်တို့ဘာဆက်လုပ်ကြမလဲသူရကစိတ်ပြက်လက်ပြက်ဖြစ်မေးသည်စနေကကိုတောင်အတွင်းရှိမီးလောင်ကျွမ်းနေသောစာရွက်စာတမ်းအကျွင်းကြံများကိုကြည့်လိုက်သည်မစိုးရိမ်နဲ့သူတို့ငါတို့ကိုအချိန်ဆွဲနိုင်ခဲ့ပေမဲ့အစအနာတစ်ခုတော့ခြံထားခဲ့တဲ့ဒီလူစားထိုးခံရတဲ့သူကိုပလိတ်စခန်းကိုခေါ်သွားလိုက်လင်းသူစားဒီကိုတောင်ထဲကဖုန်းလိုင်းနဲ့အင်တာနက်အဝင်ထွက်မှတ်တမ်းတွေကိုအသေးစိတ်ပြန်စစ်ဆေးငါတို့စီမှာအချိန်သိမ့်မရှိဘူးညစ်နက်တကောင်ဤလိုက်လံဖန်ဆီးမှုသည်အောင်မြင်မှုနှင့်နှိစက်ခဲ့တော်လဲဆုံးရှုံးမှုတစ်ခုဖြင့်ပြီးဆုံးသွားခဲ့သည်သို့သောဤရှုံးနိမ့်မှုကစနေအတွက်တော့အမှုဤပဟေနီကိုဖြည့်ရှင်းရန်ပုံမိုခိုင်မာသောစိတ်ဓာတ်ကိုပေးစွမ်းလိုက်သည့်ပျောက်ဆုံးနေသောသူတို့သမီး၏အနောက်ွယ်မှလက်မဲကြီးသည်မြည်သူနှင့်သူတို့သည်အဘဲကြောင့်ဤမြအထိကျွမ်းကျင်စွာရှောင်တိန်နိုင်နေရသည်အမောင်ထုသည်ပုံမိုနှက်ဆိုင်လာတော်လဲစုံထောက်ကြီးစနေ၏ညံမျက်စိမှမူထိုအမောင်ထုကိုထိုးဖောက်ရန်အသင်းရှိနေတော်သည်ညစ်နက်တန်းကောင်၏အေးဆက်သောလေထုထဲတွင်စနေကကောင်းကင်ကိုမော့ကြည့်လိုက်ရင်းတိုးညင်းစွာပြောလိုက်သည်ကစားပွဲကအခုမှတကယ်ဆရာထိုခိုက်တန့်တွင်မြို့ပြ၏တနေရာ၌တကယ်တရက်ခန့်အစ်စ်သည်အမောင်ထဲတွင်ပြုံးလျက်သူ၏နောက်ထပ်အကွက်တစ်ခုကိုရွှေ့ရန်ပြင်ဆင်နေပေလိမ့်မည်အမှုသည်ပုံမိုရှုပ်ထွေးသွားပြီဖြစ်သလိုစိတ်လှုပ်ရှားပွဲရာအချိုးကွေများကလည်းရှေ့တွင်စောင့်ကြိုနေလေပြီးအခန်း9စုံထောက်ကြီးစနေ၏နောက်ဆုံးကွက်အခန်း9စုံထောက်ကြီးစနေ၏နောက်ဆုံးကွက်ညမောင်၏ပြိုးဆက်ချိန်တွင်စုံထောက်ကြီးစနေ၏ရုံးခန်းအတွင်း၌လျှက်စစ်မီးကြောင်များလင်းထိန်နေသည်အခန်းအလယ်ရှိစပွဲကြီးပေါ်တွင်မြေပုံများတပ်ပုံများမှတ်တမ်းဖိုင်များနှင့်တက်တေခံပစ္စည်းအချို့သည်စနစ်တကျပြန့်ကျဲလျက်ရှိသည့်စုံထောက်ကြီးစနေသည်သူ၏ထိုင်ကုန်တွင်ငြိမ်သက်စွာထိုင်ရင်းလက်ထဲမှပိုက်အိုးကိုခပ်ဖော်ဖော်ဖိကအတွင်းနဲ့နေသည်
သူ၏မျက်လုံးများသည်နေရန်ပေါ်တွင်ကတ်ထားသည့်တန်တရားဖြစ်ဖွယ်လူစည်ရင်းနှင့်အမှုဖြစ်စဉ်စရာထိုင်ဝိုင်းပေါ်တွင်သာစူးစိုက်နေ၏ဒီအမှုကပဟေလိတစ်ခုထပ်ပိုတယ်သူရဒါဟာအမှုပညာဆက်ဆံစီစဉ်ထားတဲ့ပြဆက်တစ်ခုပဲဟုစနေကတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်သူ၏တပည့်ရင်သူရနှင့်လင်းသူစာတို့သည်စုံထောက်ကြီးအနားသို့တိုးကပ်လာကြသည်သူရ၏မျက်နှာတွင်ဇဝေဇဝါဖြစ်နေသောအရိပ်ရောင်များထင်ဟပ်နေပြီးလင်းသူစာကမူသူမ၏လက်မှတ်ရေးမှတ်စုစာအုပ်ကိုကင်ကအသည့်အနေထားဖြင့်ရှိနေသည်ဆရာကျွန်တော်တို့ရှာတွေ့သမျှတဲလွန်စတွေကတစ်ခုနဲ့တစ်ခုဆန့်ကျင်နေတယ်လို့ပဲသူတို့သမီးမေနင်းစီပျောက်သွားတာကပြန်ပေးဆွဲမှုလို့ထင်ရပေမဲ့ငွေတောင်းခံလွှာလည်းရောက်မလာဘူးအခင်းဖြစ်တဲ့နေရာမှာတွေ့ရတဲ့ရုံရင်းဆန်ခတ်ဖြစ်တဲ့လက္ခဏာတွေကလည်းတမင်လှုပ်ထားသလိုမျိုးဖြစ်နေတယ်ဟုသူရကသုံးသပ်ပြသည်စုံထောက်ကြီးစနေကခေါင်းကိုဖြင်းညင်းစွာညှိလိုက်သည်မင်းမြင်မှန်တဲ့သူရမှုခင်းပေတာ criminology သဘောအရပြစ်မှုတစ်ခုကိုဖုံးကွယ်ခြင်းတဲ့အခါလူသက်သမားဒါမှမဟုတ်ပြစ်မှုကျူးလွန်သူဟာပိုရှန်တဲ့တပ်တွေတွေကိုဖန်တီးတတ်ကြတဲ့အခင်းဖြစ်တဲ့နေရာကဖန်ကွဲစတွေရုံရင်းဆန်ခတ်ဖြစ်ထားတဲ့ပရိဘောဂတွေကသဘာဝမကျဘူးတကယ်ပြန်ပေးဆွဲသမားဆိုရင်အချိန်ကိုအလားတမဖြုံဘူးမြင်မြန်ဆန်ဆန်နဲ့အတန်တိတ်ဖန်ခေါ်သွားမှာပဲလင်းသူစာကကြားဖြတ်၍မေးလိုက်သည်ဒါဆိုဆရာသူတို့သမီးကိုယ်တိုင်ကများထွက်ပြေးသွားတာလားသူကဒီမင်္ဂလာပွဲကိုမလိုလားဘူးလို့ကြားမိတယ်စနေကသူ၏မျက်မှန်ကိုပင့်တင်လိုက်ပြီးစပွဲပေါ်မှဓာတ်ပုံတစ်ပုံကိုလှမ်းယူလိုက်သည်ထိုဓာတ်ပုံမှာသူတို့သမီး၏အိတ်ခမ်းတွင်းရှိမှန်တင်ကုံပေါ်တွင်တွေ့ရှိရသောသေးငယ်သည့်ပိုးကြည့်မြင်တစ်ခု၏ဓာတ်ပုံဖြစ်သည်အစာပိုင်းမှာငါလည်းအဲ့ဒီလိုပဲတွေးခဲ့တယ်ဒါပေမဲ့ဒီပိုးကြည့်မြင်ကအဖြေကိုပြောနေတယ်ဒါဟာသူတို့သမီးဝတ်စုံကပြက်ကြံရစ်တဲ့ချီမြင်မဟုတ်ဘူးဒါဟာခွဲစိတ်ခန်းသုံးချီမြင် surgical suture အမျိုးအစားဖြစ်နေတယ်ပြီးတော့မင်းနှင်းစီပျောက်ဆုံးသွားတဲ့ညကအိမ်တော်ရဲ့လုံခြုံရေးကင်မရာတွေကိုပိတ်ထားတဲ့နည်းပညာကလည်းအပြင်လူလုံနိုင်တဲ့အနေအထားမှာမရှိဘူးအိမ်တွင်းရေးကိုအသေးစိတ်သိတဲ့သူအိမ်ရဲ့လုံခြုံရေးစနစ် security protocol ကိုကျွမ်းကျင်တဲ့သူပဲဖြစ်ရမယ်စုံထောက်ကြီးစနေသည်ထိုင်ကုန်မှထကအခန်းတွင်ဖြင်းညင်းစွာလမ်းလျှောက်နေသည်ငါတို့အားလုံးကိုမျက်စိလဲအောင်လှုပ်ထားတဲ့အချက်ကအချိန်တွေအားလုံးကမင်္ဂလာဆောင်မတိုင်ခင်နိုင်ပိုင်းလိုမှပျောက်သွားတယ်လို့ထင်နေကြတာတကယ်တော့မင်းနှင်းစီဟာအဲ့ဒီမတိုင်ခင်6နာရီလောက်ကတည်းကအိမ်ထဲမှာမရှိတော့ဘူးငါတို့တွေ့ရတဲ့သူတို့သမီးရဲ့အရေးကတကယ်တော့မင်းနှင်းစီမဟုတ်ဘူးရုပ်ချင်းစင်တဲ့တခြားတစ်ယောက်ပဲဗျာဒါဆိုအဲ့ဒီလူကဘသူလဲဆရာသူရကအံ့အားသင့်စွာမေးလိုက်သည်စနေကရက်တက်လိုက်ပြီးနေရန်ပေါ်ရှိဓာတ်ပုံတစ်ပုံကိုလက်ညှိုးထိုးပြလိုက်သည်ထိုသူမှာမေနင်းစီ၏အနီးကပ်ဆုံးလူယုံနှင့်ငယ်တငယ်ချင်းဖြစ်သူနန်းဝေပင်ဖြစ်သည်နန်းဝေဟာစေးကြောင်းသူဟောင်းတစ်ယောက်ဖြစ်တယ်လို့မေနင်းစီရဲ့မိသားစုရှိနေဦးဘုံကျော်ရဲ့သမီးလေးဖြစ်တဲ့သူတို့နှစ်ယောက်ဟာငငယ်ကလေးကညီအမလိုတွဲလာကြတာနန်းဝေမှာမေနင်းစီရဲ့အတွင်ပြင်ကိုအတုခိုးနိုင်တဲ့အရေးချင်းရှိတယ်လို့အိမ်တော်ထဲကိုလွတ်လပ်စွာဝင်ထွက်သွားလာခွင့်လည်းရှိတယ်မေနင်းစီကိုမေးစေးပေးပြီးခွဲစိတ်ခန်းသုံးပစ္စည်းတွေနဲ့အစအနားဖြောက်ဖို့စီစဉ်ခဲ့တာဟာနန်းဝေနဲ့သူမရဲ့ဖခင်ဦးဖုံးကျော်တို့ပဲလင်းသူစာကမျက်မှောင်ကျုပ်လျက်ဒါပေမဲ့ဆရာသူတို့မှာဘာအကျိုးမြတ်ရှိလို့လဲမေနင်းစီကသူတို့အပေါ်အယံကောင်းတာပဲမဟုတ်လားဟုမေးသည်အကျိုးမြတ်ကတော့မေနင်းစီရဲ့အမွေပုံကြီးပဲပေါ့လင်းသူစာမေနင်းစီသားမင်္ဂလာဆောင်လိုက်ရင်အမွေအားလုံးကခင်မွန်းဖြစ်သူစီရောက်သွားတော့မယ်ဦးဖုံးကျော်ကအမွေထိတ်ရှိနေအနေနဲ့နှစ်ပေါင်းများစွာငွေတွေကိုခိုးယူသုံးစွဲထားတာဒါကိုမေနင်းစီတည်သွားမှာကိုသူတို့ကြောက်တယ်ဒါကြောင့်မင်္ဂလာဆောင်မဲ့ရက်မှာပဲပျောက်ဆုံးသွားအောင်လုပ်ပြီးအပြစ်ကိုသူတို့သားအပေါ်ပုံချဖို့ကြံစီခဲ့တာပဲစုံထောက်ကြီးအတန်မှပြတ်သားနေသည်အခုမေနင်းစီဘယ်မှာလဲဆရာသူရကစိုးရိမ်တကြီးမေးလိုက်သည်သူတို့မေနင်းစီကိုမတက်သေးဘူးဘာလို့လဲဆိုတော့အမွေလွှဲပြောင်းတဲ့စာရွက်စာတမ်းအချို့မှာမေနင်းစီရဲ့လက်မှတ်နဲ့လက်ပွေကိုသူတို့လိုနေသေးလို့ပဲငါရဲ့တွက်ချက်မှုအရဆိုရင်မေနင်းစီကိုဦးဖုံးကျော်ရဲ့မြို့ပြင်ကစေကန်းဟောင်းမှာဖျောက်ထားနိုင်ခြေကို10%ရှိတယ်။စုံထောက်ကြီးစနေသည်စပွဲပေါ်မှအနက်ရောင်လက်အိတ်ကိုဆွတ်လိုက်ရင်အဖွဲ့သားများကိုကြည့်လိုက်သည်မျက်လုံးများတွင်တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေသောအယောင်ဝါများတောက်ပနေ၏။ကဲအခုငါတို့ရဲ့နောက်ဆုံးကွက် final move ကိုစရတော့မယ်သူရမင်းကပလိတ်တပ်ဖွဲ့ကအထူးနေနေရေးအဖွဲ့နဲ့ဆက်သွယ်ပြီးစေကန်းဟောင်းရဲ့နောက်ဖေးလန်းကြောင်းကိုပိတ်ဆို့ထားပါလင်းသူစားမင်းကဦးဖုံးကျော်ရဲ့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုကြားဖြတ်နားထောင် word tapping လုပ်ပြီးသူတို့လှုပ်ရှားမှုမှန်သမျှကိုငါစီအချိန်နဲ့တပြေးညီသတင်းပို့ရမယ်ဆရာကောဘာလို့မှလဲသူရကမေးသည်ငါကတော့ငါဘာသာငါထောင်ထားတဲ့ထောင်ချောက်ထဲကိုသူတို့ကိုယ်တိုင်ဝင်လာအောင်လုံးမလို့ငါ
ဦးဖုံးကျော်စီကိုဖုံးဆက်ပြီးတက်တဲ့အစ်စ်တစ်ခုတွေ့ထားတဲ့ဒါကသူ့သမီးနန်းဝေနဲ့ပတ်သက်နေတယ်လို့သတင်းလွှင့်လိုက်မယ်သူတို့လန့်ပြီးမေနင်းစီကိုတခြားတနေရာကိုရွှေ့ဖို့ကြိုးစားကြလိမ့်မယ်အဲ့ဒီအချိန်ဟာငါတို့ဖမ်းဖို့အကောင်းဆုံးအချိန်ပဲစုံထောက်ကြီးစနေသည်သူ၏အစီအစဉ်ကိုအသေးစိတ်ထပ်မံရှင်းပြသည်အဖွဲ့သားတဦးချင်းစီ၏တာဝန်များမှာအလွန်အရေးကြီးသည့်ပလိတ်အဖွဲ့သားများသည်အရက်ဝတ်များဖြင့်မြို့ပြင်သို့တိတ်တဆိတ်ထွက်ခွာသွားကြသည်ညနေလာသည်နှင့်အမျှလေးထူးမှာပုံမိုလေးလံလာသလိုခံစားရသည်ဆက်နေသည်ဦးဖုံးကျော်ထံသို့ဖုန်းခေါ်ဆိုလိုက်သည်ဖုန်းတစ်ဖက်မှအတန်မှတုံရီနေတော့လဲဟန်ကိုဖို့စူးစမ်းနေသည်ကိုစက်နေသတိပြုမိသည့်စုံထောက်ကြီးကအေးဆေးတည်ငြိမ်သောလေတံဖြင့်ဦးဖုံးကျော်ကျွန်တော်မေနင်းစီရဲ့အခန်းထဲမှာထူးဆန်းတဲ့ဆေးပလင်းလေးတစ်လုံးတွေ့ထားတဲ့အဲ့ဒီပုံမှာနန်းဝေရဲ့လက်ပွေတွေပါနေတယ်လို့ပဲမနှက်ဖြန်ကြရင်တော့တခွဲကန်းပိုးရတော့မယ်ခမားကိုကြိုပြောထားတာပါဟုပြောကာဖုံးချလိုက်သည်ဤဒီမှာစုံထောက်ကြီး၏စိတ်ပညာအရတိုက်ခိုက်မှု psychological attack ပင်ဖြစ်သည်ပြစ်မှုကျူးလွန်သူသည်မိမိကိုယ်ကိုလုံခြုံသည်ဟုထင်မှတ်ထားရမှာရုတ်တရက်ချင်းချောက်မှုခံရပါကမှားယွင်းသောဆုံးဖြတ်ချက်များကိုချမှတ်တတ်ကြသည်တနာရီခန့်အကြာတွင်လင်းသူစာထံမှသတင်းစကားရောက်လာသည်ဆရာစေကန်းဟောင်းကနေကားတစ်စီးထွက်လာပြီးဦးဖုံးကျော်နဲ့နန်းဝေပါပုံရတဲ့နောက်ခန်းမှာလူတစ်ယောက်ကိုစောင်းနဲ့အုပ်ပြီးတင်ထားတယ်။ကောင်းပြီ။အစီအစဉ်အတိုင်းဆက်လုပ်ကြသူရ။မင်းတို့အဖွဲ့လမ်းစုံကနေကြားဖြတ်တားစီတော့တတိထားပါသူတို့မှလက်နက်ပါနိုင်တယ်။စုံထောက်ကြီးစနေသည်လဲသူဤကိုပိုင်ကားဖြင့်ထိုနေရာသို့အမြန်မောင်းနှင်သွားတော့သည်လမ်းမထက်တွင်ကားအင်ဂျင်တန်များကဟိန်းထွက်နေသည်မှောင်မိုက်နေသောမြို့ပြင်လမ်းမကြီးပေါ်တွင်ရဲကားများ၏အနီရောင်နှင့်အပြရောင်မီးရောင်များကရုတ်တရက်လင်းလက်လာသည်ဦးဖုံးကျော်ဤကားသည်ရှေ့တွင်ပိတ်ဆို့ထားသောရဲကားများကိုမြင်သောအခါအရှိန်ပြင်းစွာဖြင့်ကွေ့ရှောင်ရန်ကြိုးစားတော်လဲသူရတို့အဖွဲ့ကကျွမ်းကျင်စွာဖြင့်ဝိုင်းရန်ပိတ်ဆို့လိုက်သည်ကားပြီးများမြေပြင်နှင့်ပုတ်တိုက်တံများဆူညံသွားပြီးကားမှရပ်တန့်သွားတော့သည်စုံထောက်ကြီးစနေသည်ကားပေါ်မှအေးဆေးစွာဆင်းလာပြီးဦးဖုံးကျော်ဤကားနာသို့ရှောက်သွားသည်သူဤမျက်နှာတွင်အောင်နိုင်သူဤအပြုံးမျိုးမဟုတ်ဘဲတည်ငြိမ်သောအမှန်တရားကိုဖော်ထုတ်နိုင်သည့်စုံထောက်တူဤအတွင်ပြင်သာရှိနေသည်ဦးဖုံးကျော်နန်းဝေကစားပွဲကပြီးဆုံးသွားပါပြီမေနင်းစီကိုလွတ်ပေးလိုက်ပါကားတကားပွင့်လာပြီးနန်းဝေသည်မျက်ရည်များဖြင့်ဆင်းလာသည်သူမ၏ဖခင်ဖြစ်သူဦးဖုံးကျော်မှမူမျက်နှာပြက်လျက်စကားပင်မဆိုနိုင်တော့ပေကားနောက်ခန်းတွင်မေနင်းစီမှမေးစေးအရှိန်ဖြင့်တတိလစ်နေတော်လဲဘေးကင်းစွာရှိနေသည်ကိုတွေ့ရသည်ဆရာအားလုံးအဆင်ပြေသွားပြီးသူရကမေနင်းစီကိုကူညီရင်းအစီရင်ခံသည်စုံထောက်ကြီးစနေကခေါင်းညစ်ပြရင်ကောင်းကင်ကိုမောကြည့်လိုက်သည်မိုးတိမ်များလွင့်စင်သွားပြီးလက်မင်းတာယာစွာထွက်ပေါ်လာသည်အမှုတစ်ခုဟာဘလောက်ပဲရှုပ်ထွေးပါစေအမှန်တရားဆိုတာနေ့တည့်ရဲ့နေအောင်ကြီးလိုပဲဘယ်အရာကမှထာဝရဖုံးကွယ်မထားနိုင်ဘူးဟုသူကတိုးတိတ်စွာရေးရွတ်လိုက်သည်စုံထောက်ကြီးစနေ၏တွက်ချက်မှုများသည်တစ်ချက်ကလေးများမလွဲချော်ခဲ့ပြီးအနီးဆက်ဆုံးလူယုံများကကျူးလွန်ခဲ့သည့်ဤအမှုသည်စုံထောက်လောကတွင်စနေ၏နောက်ဆုံးကွက်အဖြစ်နာမည်ကျော်ကြားသွားတော်မူဖြစ်သည်သို့သောစုံထောက်ကြီးအတွက်မူဤဒီမှာသူ၏တာဝန်ကိုခြေပွန်စွာထမ်းဆောင်နိုင်ခဲ့သည့်ညတညသာဖြစ်လေတော့သည့်အခန်း6မျက်နှာဖုံးများကွာကြခြင်းနှင့်ဏီကုံအခန်း6မျက်နှာဖုံးများကွာကြခြင်းနှင့်ဏီကုံရန်ကုန်မြို့စွန်ရှိဟောင်းနှွမ်းပျက်စီးနေသောကိုတောင်ကြီးအတွင်း၌လေထုမှလေးလံထိုင်းပိုင်းနေသည်မိုးပွဲပွဲရွာသွန်းနေသည့်အပြင်ဘက်မှအေးတက်ကအကွဲနေသောပြတင်းပေါက်မှတဆင့်အတွင်းသို့တိုးဝင်နေတော့လဲအတွင်းနှံ့မှုတင်းမာမှုများကြောင့်အပူချိန်တက်နေတကယ်သို့ခံစားရသည့်ကိုတောင်၏အလဲဘဟုဖုန်ထူထက်နေသောကလတ်ထိုင်တစ်လုံးပေါ်တွင်သူတို့သမီးမေမြတ်နိုးသည်ပါဇက်၌ပိတ်ဆက်စည်းနှောင်ခံထားရပြီးလက်ပြန်ကျိုးတုပ်လျက်အခြေအနေတွင်ရှိနေသည်သူမ၏မျက်ဝန်းများတွင်ကြောက်ရွံ့မှုနှင့်မျှော်လင့်ချက်ကင်းမဲ့မှုတို့အတိုင်းသားမြင်တွေ့နေရသည်စုံထောက်ကြီးဆက်နေသည်သူ၏တပည့်ရင်းများဖြစ်သောသူရလင်းသူစာတို့နှင့်အတူအမောင်ရိပ်ကိုခို၍ကိုတောင်၏အနောက်ဘက်ပေါက်မှအတန်မထွက်စေဘဲဝင်ရောက်လာခဲ့သည်စုံထောက်ကြီး၏မျက်နှာသည်ကြောက်ရွံ့ကဲ့သို့တည်ငြိမ်နေတော်လဲသူ၏ထက်မြက်သောမျက်ဝန်းများကပတ်ဝန်းကျင်ရှိအသေးစိတ်အချက်လက်များကိုတိမ်ကျုံကြည့်ရှုနေသည်သူရမင်းကညာဘက်ချမ်းကိုထိန်းထားလင်းသူစာမင်းကသူတို့သမီးကိုကယ်ထုတ်ဖို့အစဉ်သင့်ပြင်ထားအချက်ပေးတာနဲ့ချက်ချင်းလှုပ်ရှားကြမယ်ဟုစုံထောက်ကြီးကအတန်တိုးတိုးဖြင့်ညွှန်ကြားလိုက်သည်ကိုတောင်အတွင်း၌ခြေတံပြင်းပြင်းတစ်ခုထွက်ပေါ်လာသည်လူရိပ်တစ်ခုသည်အမှောင်ထဲမှထွက်ပေါ်လာပြီးမင်းမြတ်နိုး၏ရှေ့တွင်ရက်လိုက်သည်ထိုသူ၏လက်ထဲတွင်တောက်ပနေသောဓားမြောင်တစ်စင်းရှိနေသည်မင်းမြတ်နိုးကကြောက်လန့်တကြားရုန်းကန်တော်လဲကျိုးများကသူမကိုမြဲမြံစွာချီနှောင်ထားဆဲဖြစ်သည်
အချိန်တန်ပြီးမင်းမျက်နှိုးမင်းဖေလုပ်ခဲ့တဲ့အပြစ်တွေအတွက်မင်းကပဲပေးဆက်ရတော့မယ်ဟုထိုလူကခက်အပ်အတန်ဖြင့်ပြောလိုက်သည်ထိုအခါစုံထောက်ကြီးစနေကအမှောင်ထဲမှထွက်ပေါ်လာပြီးဓာလောက်နဲ့ရက်လိုက်ရင်မကောင်းဘူးလားကိုတင်ကျော်ဟုတည်ငြိမ်စွာဆိုလိုက်သည်ဓာကိုကင်ထားသောလူသည်တုံလှုပ်သွားပြီးအတန်လာရဘက်သို့လှည့်ကြည့်လိုက်သည်သူ၏မျက်နှာဖုံးအောက်မှမျက်ဝန်းများကအံ့အားသင့်မှုကြောင့်ဝိုင်းဆက်သွားသည်သူသည်သူတို့သား၏အရင်နီးဆုံးတငယ်ချင်းနှင့်စီးပွားဖက်ဖြစ်သူကိုတင်ကျော်ပင်ဖြစ်သည်သူသည်အမှုစတင်ကတည်းကစုံထောက်ဖွဲ့ကိုကူညီသူဟန်ဆောင်ကသတင်းများနှိုက်ယူနေခဲ့သူဖြစ်သည်စုံထောက်ကြီးခမည်းဘလို့လုပ်ဒီကိုရောက်လာတာလဲကိုတင်ကျော်ကအန်ကျိတ်ကမေးလိုက်သည်စုံထောက်ကြီးစနေကခက်ပြုံးပြုံးဖြစ်ရာဇဝတ်မှုတစ်ခုမှာပြည့်စုံတဲ့ဖုံးကွယ်မှုဆိုတာမရှိဘူးကိုတင်ကျော်ခမားခြံထားခဲ့တဲ့တဲလွန်စတွေကခမားကိုပြန်ညွန်ပြနေတာပဲအထူးသဖြင့်မင်းမျက်နှိုးပျောက်ဆုံးသွားတဲ့နေ့ကခမားရဲ့ကားတာယာတွေနဲ့ခမားလက်ကနိုင်အကွဲကြောင်းကကြံရစ်ခဲ့တဲ့မှန်စတွေနဲ့ကိုက်ညီနေတာကိုခမားသတိမထားမိခဲ့ဘူးထင်တယ်ဟုရှင်းပြလိုက်သည်တော်ဆန်းကိုတင်ကျော်ကအော်ဟစ်လိုက်ပြီးဓားကိုမင်းမျက်နှိုး၏လေပင်သို့ပုံမနီးကပ်စေခဲ့သည်ခမားတို့တလန်းမှထပ်မတိုးနဲ့မဟုတ်ရင်ဒီမိန်းကလေးတည်သွားလိမ့်မယ်ထိုအချိန်တွင်သူရနှင့်လင်းသူစာတို့ကဖြူဟာမြောက်စွာနေရာယူပြီးဖြစ်သည့်စုံထောက်ကြီးကကိုတင်ကျော်၏အာယုံကိုလွှဲရန်စကားကိုဆက်ပြောလိုက်သည်ကိုတင်ကျော်ခမည်းဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာကျွန်တော်သိပါတယ်လွန်ခဲ့တဲ့အနှစ်20ကခမည်းအဖေရဲ့ကုမ္ပဏီကိုမင်းမျက်နှိုးရဲ့အဖေကမတရားနည်းနဲ့သိမ်းပိုက်ခဲ့တာကြောင့်ခမည်းအဖေကိုတက်တည်သွားခဲ့ရတာမဟုတ်လားအဲ့ဒီနာကြည့်ချက်ကခမည်းကိုဒီနေ့အထိလောင်မြိုက်စေခဲ့တာပဲကိုတင်ကျော်ဤမျက်ဝန်းများတွင်မျက်ရည်များဝဲတက်လာသည်ဟုတ်တယ်။အဲ့ဒီလူသက်သမားကြောင့်ငါဘဝပြတ်ခဲ့ရတာသူ့သမီးရဲ့မင်္ဂလာပွဲဟာသူ့အတွက်အပျော်ရွှင်ဆုံးအချိန်ဖြစ်နေလိမ့်မယ်။အဲ့ဒီအချိန်မှသူ့ကိုအနာကျင်ဆုံးဖြစ်အောင်ငါလုပ်ချင်တာသူ့သမီးကိုသူကိုယ်တိုင်တည်ဆုံးတာကိုကြည့်ပြီးငိုကြွေးစေချင်တာ။စုံထောက်ကြီးကခေါင်းခါလိုက်ပြီးကလဲစားချေခြင်းဆိုတာနှစ်ဖက်သွားတာပဲကိုတင်ကျော်ခမည်းအဖေကခမည်းကိုလူသက်သမားတစ်ယောက်ဖြစ်လာဖို့ဘယ်တော့မှဆန္ဒရှိမှာမဟုတ်ဘူးအခုခမည်းလုပ်နေတာတွေကအပြစ်မရှိတဲ့မိန်းကလေးတစ်ယောက်ကိုဒုက္ခပေးနေတာပဲဒါဟာတရားမျှတမှုမဟုတ်ဘူးအမုန်းတရားပဲကိုတင်ကျော်စိတ်သက်ကြဆင်းသွားသည့်တခဏအတွင်းမှာပင်သူရကဘေးမှငိုရှိုးဝင်ရောက်လာပြီးကိုတင်ကျော်၏လက်ကိုဖမ်းချုပ်လိုက်သည်ဓားမြောင်သည်ကျမ်းပြင်ပေါ်သို့ကျသွားသည်လင်းသူစာကလည်းလျင်မြန်စွာပင်မင်းမျက်နှိုး၏ကြိုးများကိုဖျက်တောက်ကသူမကိုဘေးကင်းရာသို့ခေါ်ဆောင်သွားသည်အားလုံးပြီးသွားပါပြီမင်းမျက်နှိုးမကြောက်ပါနဲ့တော့ဟုလင်းသူစာကချုံမော့ပြောဆိုလိုက်သည်အခြားပလိတ်အဖွဲ့သားများကိုတောင်အတွင်းသို့ဝင်ရောက်လာပြီးကိုတင်ကျော်ကိုလက်ထိတ်ခတ်ဖမ်းဆီးလိုက်ကြသည်ကိုတင်ကျော်သည်ရုန်းကန်ခြင်းမပြုတော့ဘဲခေါင်းလိုက်ဆိုင်ကြလျက်သာရှိတော်သည်သူ၏မျက်နှာဖုံးသည်အပီးတိုင်ကွာကျသွားခဲ့ပြီဖြစ်သည်စုံထောက်ကြီးစနေသည်မင်းမျက်နှိုးထံသို့ချဉ်ကပ်သွားပြီးမင်းအစဉ်ပြေရဲ့လားဟုနှွေးထွေးစွာမေးလိုက်သည်မင်းမျက်နှိုးကတုံရီနေသောအတန်ဖြင့်ကျေးဇူးတင်ပါတယ်စုံထောက်ကြီးကျမတကယ်ကိုကြောက်နေခဲ့တာဟုပြန်လည်ဖြေကြားသည်ထို့နောက်စုံထောက်ကြီးသည်သူ၏အဖွဲ့သားများကိုကြည့်လိုက်သည်သူရ၏တတိရှိမှုလင်းသူစာ၏လျင်မြန်ဖြက်လက်မှုနှင့်အခြားအဖွဲ့သားများ၏စီးလုံးညီညွတ်မှုတို့ကြောင့်သာဤခက်ခဲလာသောအမှုကိုရပိုင်းတွင်အောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်အမှုတစ်ခုပြီးဆုံးသွားတိုင်းငါတို့သင်ခန်းစာတစ်ခုရတတ်တယ်ဟုစုံထောက်ကြီးကသူရနှင့်လင်းသူစာကိုပြောလိုက်သည့်အတိတ်ကနာကြီးချက်တွေကိုလက်ရှိအချိန်ထိတည်ဆောင်လာတဲ့အခါအဲ့ဒီလူဟာနောင်တရားတွေနဲ့ပဲလမ်းဆုံးရတတ်တယ်ငါတို့ရဲ့အလောက်ကပြစ်မှုကျူးလွန်သူကိုဖမ်းဖို့တင်မဟုတ်ဘူးအမှန်တရားကိုဖော်ထုတ်ပြီးနောင်လာမယ့်ဒုက္ခတွေကိုတားဆီးဖို့လဲပါတယ်စုံထောက်ကြီးစနေနှင့်အဖွဲ့သားများသည်ဂိုးတောင်ပြင်ပသို့ထွက်လာခဲ့ကြသည်အပြင်ဘက်တွင်မိုးဆဲသွားပြီးကောင်းကင်ယံ၌ကျဲစင်များပြန်လည်တောက်ပနေပြီဖြစ်သည်ဩတန်များတညံညံဖြင့်ရဲကားများထွက်ခွာသွားကြတော့လဲစုံထောက်ကြီး၏စိတ်ထဲတွင်မူနောက်ထပ်ပေါ်ပေါက်လာမည့်အမှုအခင်းများအတွက်ကြိုတင်ပြင်ဆင်မှုများစတင်နေပြီဖြစ်သည်ဤအမှုသည်ရန်ကုန်မြို့ကြီး၏မှောင်မိုက်သောထောင်တနေရာတွင်ဖြစ်ပွားခဲ့တော်လဲစုံထောက်ကြီးစနေနှင့်သူ၏တပည့်များ၏စူးစမ်းအားထုတ်မှုကြောင့်အလင်းရောင်ပြန်လည်ရရှိခဲ့သည်လူသားတို့၏စိတ်နေစိတ်ထားအမုန်းတရားနှင့်တရားမျှတမှုတို့အကြားအားပြိုင်မှုကိုဤအမှုကတက်တည်ထူခဲ့သည်စုံထောက်ကြီးစနေသည်သူ၏ရင်ဘတ်အိတ်ကတ်ထဲမှပတ်စံအိတ်လေးကိုထုတ်ကြည့်လိုက်သည်ထိုထဲတွင်သူ၏မိသားစုတပ်ပုံလေးတစ်ပုံရှိသည်သူသည်တက်ပြင်းတစ်ချက်ကိုတာရချလိုက်ပြီးကဲအိမ်ပြန်ကြရအောင်မနှက်ဖြန်အတွက်ငါတို့ပြင်ဆင်စရာတွေရှိသေးတယ်ဟုပြောကာသူ၏အဖွဲ့သားများနှင့်အတူအမောင်ထုအတွင်းသို့တည်ငြိမ်စွာလှမ်းဝင်သွားလေတော့သည်ဏီကုန်း
ဤအခန်းတွင်ဖော်ပြခဲ့သောအချက်လက်များသည်စုံထောက်လောက၏လက်တွေ့ကျသောအခြေအနေများစိတ်ပညာဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုများနှင့်မှုခင်းဗေဒဆိုင်ရာချင်းကပ်မှုများကိုအခြေခံ၍ရေးသားထားခြင်းဖြစ်သည့်စုံထောက်ကြီး12၏ဇလံတွဲသည်ဤတွင်ပြီးဆုံးသွားတော်လဲအမှန်တရားအတွက်တိုက်ပွဲဝင်နေသူများ၏စိတ်သက်သည်ကထာဝစဉ်ရှင်သန်နေမည်သာဖြစ်သည်စာဖတ်သူများအနေဖြင့်ဤဇလံမှတဆင့်လူသားတို့၏စိတ်နေစိတ်ထားရှုပ်ထွေးပုံနှင့်အမှန်တရား၏တန်ဖိုးကိုသိရှိနားလည်နိုင်မည်ဟုမျှော်လင့်ပါသည်စုံထောက်ပညာဟူသည်မျက်မြင်သက်သေနှင့်အထောက်ထားများအပြင်လူသားတို့၏စိတ်နှလုံးကိုနားလည်နိုင်စွမ်းပေါ်တွင်လည်းများစွာမူတည်နေကြောင်းဤအခန်းကမိမောင်းထိုးပြလိုက်ပါသည်အမှုစစ်ဆေးခြင်းလုပ်ငန်းစဉ်တွင်အရေးကြီးဆုံးအချက်မှာစိတ်ရှည်သည်းခံမှုနှင့်အသေးစိတ်ဂရုပြုမှုဖြစ်သည်စုံထောက်ကြီးစနေသည်မိမြပင်ရှုပ်ထွေးသောအမှုဖြစ်ပါစေစိတ်ကိုတည်ငြိမ်စွာထားရှိပြီးအချက်လက်များကိုစနစ်တကျစုဆောင်းတတ်သူဖြစ်သည်သူ၏တပည့်များဖြစ်ကြသောသူရနှင့်လင်းသူစာတို့မှလည်းခေတ်သစ်နည်းပညာများနှင့်လက်တွေ့ကွင်းဆင်းစစ်ဆေးမှုများကိုကျွမ်းကျင်စွာပေါင်းစပ်နိုင်ကြသူများဖြစ်ကြသဖြင့်ဤအမှုသည်အချိန်တိုအတွင်းအောင်မြင်ခဲ့ခြင်းဖြစ်သည်အနာဂတ်တွင်လည်းစုံထောက်ကြီးစနေနှင့်သူ၏အဖွဲ့သည်မြို့ပြ၏မငြိမ်သက်မှုများလှုပ်ဝက်နေသောလူတက်မှုများနှင့်ကြီးလေးသောရာဇဝတ်မှုများကိုဆက်လက်ရင်ဆိုင်ဖြေရှင်းသွားဦးမည်ဖြစ်သည့်လောကတွင်မြည်သည့်ရာဇဝတ်မှုမှအပြီးတိုင်ဖုံးကွယ်၍မရနိုင်ကြောင်းနှင့်အမှန်တရားသည်အမြဲတမ်းအောင်ပွဲခံမည်ဖြစ်ကြောင်းဤစာအုပ်ကဖော်ပြရင်းဤကုန်းချုပ်လိုက်ပါသည်